ဒီနေ့လာရောက်ကြတဲ့မိသားစုတွေပေါ်မှာလဲရှေးဥစွာဘုရားသခင်ရဲ့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းအောင်မြင်ခြင်းကြွယ်ဝခြင်းကျမ်းမာခြင်းမျက်နှာသာရခြင်းဘုရားဘုန်းတော်ထင်ရှားခြင်းမင်္ဂလာတက်ရောက်ပါစေလို့ယေရှုနာမနဲ့ဆုတောင်းကောင်းချီးပေးပါတယ်အာမင်ကောင်းကြီးပေးတိုင်းမှာသင်တို့ယုံကြည်ခြင်းနဲ့ယေရှုနာမနဲ့သိမ့်ပိုက်ပါတယ်လို့ပြောရအောင်အာမင်ဟာလေလုယာဟာလေလုယာဟာလေလုယာမနေ့ကဖိတ်ခေါ်လို့ရောက်ရှိလာတဲ့သမီးလေးဘယ်မှာလဲမသိဘူးအော်ဟုတ်ပြီသမီးဝမ်းသာပါတယ်နော်သမီးရောက်လာတာနောက်များမှလည်းအမြဲတမ်းလာပါနော်ဝမ်းသာပါတယ်သမီးကမင်းသမီးလိုဖြစ်သွားတော့ဆရာမမှတ်မိတော့ဖြစ်သွားဒီမှာရှိတဲ့မိသားစုတွေနဲ့မိတ်ဆက်ပေးထားမယ်ခုနသမီးလေးသမီးနာမည်ဘယ်လိုခေါ်လဲသမီးလေးချက်လောက်မှတ်တတ်ထားပေးပါဦးနာမည်ဘယ်လိုခေါ်လဲကျန်နွာဟုတ်တယ်မနေ့ကမှတ်ထားတယ်မနေ့ကကျန်နွာဟုတ်လားကျက်ဘယ်လိုလဲပြန်ပြောပါဦးသမီးကျန်နွာရှင်ကျက်နွာရှမ်းလူမျိုးဖြစ်ပါတယ်ရှမ်းလူမျိုးဖြစ်ပါတယ်လို့မနေ့ကသူနဲ့တွေ့တဲ့အခါမှာသမီးလာခဲ့ပါဆိုတော့သူကအဲ့ဒါနဲ့ဒီကသွားကြိုတဲ့အဖွဲ့တွေဘယ်သူသွားကြိုလဲကွအမဲခက်ဒီနဲ့ဘယ်သူသွားကြိုရလဲဖုန်းနဲ့ပြောပြတာသွားမကြိုဘူးပေါ့ဟာလားဒါတော့မှရှေ့မှာထွက်ကြိုတယ်အမဲကဒါတော့မှရအောင်လာပေးတဲ့အတွက်ကျေးဇူးအရန်တင်ပါတယ်သမီးနော်တာဟုတ်ပြီတာ၍အောင်မြင်ပါစေသမီးလေးနော်ဆိုတော့ဒီကမိသားစုလည်းမှတ်ထားပေးပါပြီးတဲ့အခါမှာသူ့ကိုမိသားဖွဲ့ပြီးတော့မှအပတ်စဉ်နဲ့ follow လုပ်ပေးပါလို့ဆရာမတို့အားလုံးလည်းနော်ဝမ်းသာပါတယ်ကျွန်တော်ရောက်လာတဲ့အခါမှာလည်းပဲကျွန်တော်ကိုပြုစုကြတဲ့သားတွေသမီးတွေဆရာမတွေအထူးသဖြင့်အင်မတန်မှချက်ပြုတ်ပေးတဲ့မနက်ပိုင်း breakfast ဆရာမလေးမေကျေးဇူးရန်တင်တယ်ပြီးတော့နေ့တိုင်းချက်ပြုတ်ပေးတယ်ဘယ်သူလဲဆက်ရောက်ခရဲကနေဆရာမဆူဆူမာနဲ့ဆရာမဘယ်သူလဲမိုးလားဘယ်သူမီမီဆရာမမီမီနော်ဒါသူတို့က special တွေပဲဒီမှာဖျားပို့ထားတာတကယ် special တွေအဆိုတော်တွေမင်းသမီးတွေနော် special ဖျားပို့ထားတာရှယ်ပဲဆရာမလေးမေနဲ့ဆရာမမေဟာနီယာတော်တော်တချင်းဆိုကောင်းနော်တချီလေးပါပဲမဟုတ်ဘူးလေဆရာအောင်လွင်ယူပါယုံကတချီလေးနောက်နဲ့မပြရဘူးမဲဆိုင်ပဲဟုတ်မလဲကဘာပေါ့ကဘာသွားမယ်အာမင်ဆရာမယမင်းသိန်းရကဘာနဲ့အဝါစီးပွားရေးလုပ်မှာဘီလီယံနာဖြစ်မှာဘီလီယံနာတကယ်ဖြစ်မှာဆရာနောက်တော်မို့တကယ်ဖြစ်မှာဖះဘုန်းတော်အတွက်ပဲသူကဆရာကြီးနဲ့ဆရာမယမင်းသိန်းရအသက်တာသူဖះမျက်နှာပဲကြည့်ပြီးတော့လုံနာဆရာမြင်တယ်ဟိုအတန်ဒီတန်နေတော့အများကြီးကြားတာဗောနော်အဲ့ဒီအတန်နေတာကြားပြီးမှဆိုတော့သူလည်းဒီမှာရှိတော့မှာမဟုတ်ကျင်းသေးတယ်သူဖះမျက်နှာကြည့်ပြီးတော့သူတကယ်လှုပ်တဲ့သမီးဖြစ်တော့ကြောင့်တကယ်ပဲကဘာနဲ့ဝမ်ဖះချီးမြှောက်ပါစေဆရာကောင်းကြီးပေးလိုက်တယ်အာမင်လူတွေရဲ့ပြောဆိုဝေဖန်မှုတွေကိုလူတွေကစိတ်ဝင်စားတယ်ဒီချာနားထောင်ပေးပါ
ဘဝမှာကြိုးစားလို့အောင်မြင်တာမဟုတ်ဘူးကြိုးစားရင်တော့မငတ်ဘူးပေါ့ဒီလောက်တော့ရှိတယ်ကြိုးစားရင်တော့မငတ်ဘူးပေါ့ဒါပေမဲ့ကြိုးစားလို့အောင်မြင်တာလားဆိုတော့မဟုတ်ကြိုးစားလို့အောင်မြင်တာမဟုတ်အောင်မြင်သူရဲ့နှလုံးသားကအောင်မြင်စေတာတေချာမှတ်ထားပေးပါညီကိုမောင်မတော်ကြိုးစားတိုင်းအောင်မြင်တာမဟုတ်အောင်မြင်သူရဲ့နှလုံးသားကအောင်မြင်စေတာအောင်မြင်သောသူဟာလူထက်သူ့ရဲ့ရည်ရွယ်ချက်ပန်းတိုင်ကိုပဲစိတ်ဝင်စားတယ်မရမှာဆိုလို့ဖြည်းဖြည်းလေးပြန်ပြောပြပါမယ်ဒီမှာလာတဲ့အခါမှာဒီမှာရှိတဲ့ညီကိုမောင်နှမတွေမိသားစုဝင်တွေဒါအလုံးမိသားစုပဲကျွန်တော်ခံယူထားတယ်ဘဝမှာအတ္တပညာကကောင်းပေမဲ့အဲ့ဒီအတ္တပညာကသင်ကိုပိုက်ပြအောင်ပဲလုပ်ပေးနိုင်တယ်အသိပညာကသင်ကိုအောင်မြင်စေတယ်တေချာနားထောင်ပေးပါကျွန်တော်ရစေချင်တယ်ကျွန်တော်ရဲ့ conference တိုင်းတရားဟောပွဲတိုင်းကိုလာတဲ့သူတွေအားလုံးမရမှာကျွန်တော်အရာစိုးရိမ်တယ်ဒါကြောင့်ဒီနေ့ခေါင်းစဉ်ကအောင်မြင်တော်သူတဲ့ဒီတရားဟောချက်ရဲ့ခေါင်းစဉ်ကဘာလဲအောင်မြင်တော်သူအောင်မြင်တော်သူအောင်မြင်ခြင်းကအရေးကြီးလားဆိုတော့အရေးကြီးတယ်ခင်ဗျာမအောင်မြင်တဲ့သူတွေကအရှက်ပြေလျှောက်ပြောတာမအောင်မြင်တဲ့သူကြတော့အောင်မြင်ခြင်းမလိုပါဘူးကျွန်တော်တို့မအောင်မြင်ခြင်းပါဘူးဒါမဲ့သူတို့အောင်မြင်တဲ့သူတွေတော့ကြိတ်ပြီးတော့အားကြနေတယ်အရှက်ပြေလျှောက်ပြောတာလူကအောင်မြင်တယ်ဆိုတာကဘာကိုပြောတာလဲဆိုတာခဏနေကျွန်တော်ရှင်းပြတော့မယ်တိလမ်ဒီညီကိုမောင်မတို့အောင်မြင်တဲ့သူတွေကအောင်မြင်သူတွေနဲ့ပဲနေတယ်တင်တို့ကအောင်မြင်ရမယ်ဘာလို့အောင်မြင်ဖို့လိုအပ်တာလဲဆိုတော့အောင်မြင်မှပဲသင်ကလူတွေတော်တော်များများကိုသင်ကပြန်လဲပြီးတော့မှပေးကမ်းနိုင်တဲ့သူမဆနိုင်တဲ့သူကျွေးမွေးနိုင်တဲ့သူဖြစ်လာတယ်အောင်မြင်ဖို့လည်းမလွယ်ပါဘူးအောင်မြင်ဖို့ရန်အတွက်အရေးကြီးတာကစိတ်နေစိတ်ထား
ကြိုးစားလို့အောင်မြင်တာမဟုတ်အောင်မြင်ခြင်းအရင်ဆုံးစပြင်ရတာစိတ်နေစိတ်ထားစိတ်နေသဘောထားဘာကြီးလဲစိတ်နေသဘောထားအင်္ဂလိပ်လို့ဆိုရင် attitude လို့ခေါ်ပါတယ် attitude လူတစ်ယောက်ကအောင်မြင်လို့စိတ်ထားကောင်းသွားတာမဟုတ်ဘူးစိတ်ထားကောင်းလို့အောင်မြင်သွားတာစိတ်ထားကောင်းရင်တရားရာဂိုင်နှုန်းအာမခံရဲပါတယ်တင့်ဘဝကအနှင်းနဲ့အမြန်တိုးတက်တော့မယ်တစ်ချက်ချင်းစီပြောချင်တယ်အောင်မြင်တဲ့သူဟာမိမိကိုအာယုံစိုက်တာထက်မိမိအကျိုးကိုပဲကြည့်တာထက်အတ္တသမားကမအောင်မြင်ဘူးအတ္တသမားမအောင်မြင်ဘူးငါအတွက်ပဲဖြစ်တဲ့သူကမအောင်မြင်ဘူးသူတစ်ပါးအကျိုးအတွက်အမြဲကြည့်ပေးတဲ့လူကအောင်မြင်တဲ့သူဖြစ်လာတယ်သူအကျိုးထက်သူများအကျိုးကိုအမြဲကြည့်ပေးတတ်တဲ့လူကအောင်မြင်သောသူဖြစ်တယ်ဖြစ်လာတယ်ဒီနေ့ခရိယန်တွေဆူတောင်းရင်းနဲ့ဘာလို့ဆင်းရဲတာလဲဆိုတော့တစ်ချိန်လုံးကိုယ့်အတွက်ကြီးပဲတောင်းနေလို့ခရိယန်တွေဆူတောင်းတာကြည်လိုက်ရင်အဖေကိုကောင်းကြီးပေးပါအမေကိုကောင်းကြီးပေးပါဟိုဘာညာကိုယ်တွားပဲကိုရှောက်ပတ်ပြီးတော့ဆူတောင်းနေတာမဟုတ်ဘူးညီကိုမောင်မတော့မဟုတ်ဘူးတစ်ချက်တော့ရှိတယ်သူများအတွက်ကောင်းကြီးဖြစ်ဖို့သင်တောင်းလို့ရတယ်နေစရာမရှိတဲ့လူတွေအတွက်နေစရာပေးချင်လွန်းလို့ကျွန်တော်ကိုအိမ်ပေးပါလို့ပြောရင်တင်အိမ်ရကိုရတာငှက်တီနားစရာတစ်ပင်မရှိဘူးဒါကြောင့်ကျွန်တော်ဟာငှက်တစ်တောင်းနားနိုင်တဲ့တစ်ပင်ဖြစ်ချင်တယ်လို့ပြောရင်ဒီအဲ့ဒီအပင်ရကြီးထွားလာလိမ့်မယ်ဘယ်အရာမှအချီးနှီးမရှိဘူးလောကကြီးမှာဘယ်အရာမှပါလဲအချီးနှီးမရှိဘူးသစ်ပင်တွေဘာဖြစ်လို့ကဘာပေါ်မှာရှိနေလဲအခုဘာကြောင့်မြန်မာပြည်ဟာယာတိဥတုဖောက်ပြန်မှုပိုများလာလဲပြောရှိတဲ့အပင်တွေကိုအကုန်ခုတ်ပြစ်လို့ဘဝမှာရှိတဲ့အရာဆိုရှိရတယ်မရှိတဲ့အရာမရှိအောင်စိတ်နေသဘောထားလဲဒီတိုင်းပဲတင်တိတဲ့ဟာကိုဘယ်တိပြီးတော့မတိတဲ့ဟာကိုတင်မတိရင်တင်စိတ်နှလုံးစိတ်နဲ့စိတ်ထားကောင်းအောင်မွေးမြူလို့ရတယ်တင်ရဲ့စိတ်နေစိတ်ထားကမကောင်းတာဘာကြောင့်လဲဆိုတော့
တင်မတိထိုက်တဲ့အရာတွေကိုတင်အရန်သိတာများလာရင်တင်မရှိတဲ့စိတ်နေစိတ်ထားတွေတင်မှာရှိလာတယ်လူတယောက်အကြောင်းကိုတင်ဘာမှမသိခင်မှာသူ့ကိုကြည့်ရတာအမြင်ကြည့်လင်တယ်ဒါပေမဲ့အဲ့ဒီလူတယောက်အကြောင်းကိုတယောက်သောသူကနေတဆင့်ကြားပြီးတဲ့အချိန်ကနေစပြီးတော့မှကြည့်တဲ့အမြင်ပြောင်းသွားတယ်အထင်သေးတယ်လို့အမျိုးစုံဖြစ်လာတတ်တယ်အဲ့ဒီအချိန်မှာကိုတတိပြန်ထားမှာပါလဲဆိုတော့ငါသူများကိုဘယ်လိုခေါ်လဲအမြင်မကြည်လင်တော့သူများကိုအကောင်းမြင်ဝါဒနဲ့ငါမမြင်တတ်တော့ဘူးဆိုရင်ဘယ်သူမှားနေပြီလဲဆိုတော့တင်မှားသွားပြီသူများကောင်းတာမကောင်းတာကတင်နဲ့မဆိုင်ဘူးကောင်းမကောင်းတင်ကအကောင်းမြင်ပေးတတ်ရင်တင်ရဲ့အနာဂတ်ကလှပတဲ့အနာဂတ်ဖြစ်တော့မယ်ရအောင်ယူပေးကြပါကျေးဇူးပြုကျွန်တော်ဖြည်းဖြည်းပဲပြောတယ်အရာရေးကြည့်လို့အရန်ရစေချင်တယ်ပြန်ပြောမယ်တေချာနားထောင်ပေးအောင်မြင်တော်သူဖြစ်ရမယ်အောင်မြင်တော်သူဖြစ်ဖို့ကြိုးစားတိုင်းမရအောင်ကြိုးစားရမယ်နော်ကြိုးစားမယ်ကြိုးစားမယ်ဒါပေမဲ့ကြိုးစားတာထပ်ဖို့အရေးကြီးတာစိတ်နေသဘောထားပြောကြည့်ပါအောင်အားလုံးဟုတ်ကဲ့ခင်ဗျစိတ်နေသဘောထားအရေးကြီးတယ်အဲ့ဒီစိတ်နေသဘောထားကိုတေးသေးချာချာတင်ဂယုမဆိုင်ရင်တင်ဘလောက်ကြိုးစားတဲထဲရေသွန်တယ်လို့ပဲဖြစ်လိမ့်မယ်ရစေချင်ပါတယ်ဗျာတင်အောင်မြင်ရမယ်တင်မအောင်မြင်တင်ဘသူကိုမှမကူညီနိုင်ဘူးတင်ဘသူမှမမဆနိုင်ဘူးတင်ဘသူမှမဆွဲထုနိုင်ဘူးတင်ဘသူကိုမှဘာမှမလုပ်ပေးနိုင်တော့ဘူးလောကမှာကြောက်เสียအကောင်းဆုံးကကိုယ့်အတွက်ပဲကိုယ်အသက်ရှင်ပြီးတော့မှလောကကြီးနေမွေးလာတယ်ကိုယ့်အတွက်ကိုယ်အသက်ရှင်နေပြီးတော့လောကနေပြန်ထွက်သွားတယ်အဲ့ဒီလူကိုဘယ်သူမှမသိလိုက်ဘူးအဲ့လိုဖြစ်လို့မရဘူးတင်ဟာရည်ရွယ်ချက်တစ်ခုအတွက်မွေးလာတဲ့သူဖြစ်တယ်တင်ဘာသာစင်ရတာမိသားစုအပဲမွေးဘယ်လိုမိသားစုအပဲမွေးတင်မှာရည်ရွယ်ချက်တစ်ခုနဲ့လူဖြစ်လာတာဒါကြောင့်တင်ဟာတန်ဖိုးအရန်ကြီးတော်သူဖြစ်တယ်ထပ်ပြောမယ်တေချာနားထောင်လူတွေကပတ်စံနဲ့လူကိုတန်ဖိုးဖြတ်တယ်အင်မတန်မှားတယ်အဲ့ဒါညံနေသောသူတွေရဲ့အလုပ်ဖြစ်တယ်ပတ်စံရှိတဲ့သူဆိုရင်တန်ဖိုးကြီးတယ်လို့ထင်ကြတယ်ပတ်စံမရှိရင်ဒီလူကအလကားပါလို့ထင်ကြတယ်လူရဲ့တန်ဖိုးကပတ်စံရှိခြင်းမရှိခြင်းနဲ့မဆိုင်ဘူးလူရဲ့တန်ဖိုးရဲ့တက်ချင်းကြချင်းဘယ်မှာသွားရလဲဆိုတော့ကိုယ့်ရဲ့ရည်ရွယ်ချက်ပန်းတိုင်ကိုတိချင်းမတိချင်းနဲ့ပဲတတ်တာကြတာဖြစ်သွားတာပြန်ပြောမယ်ဆရာဒေးဗစ်လားဆိုရင်
ဟိုးတော့ငါကိုယ့်ရဲ့ရည်ရွယ်ချက်ပန်းနိုင်မသိတဲ့အခါမှာရတမားဖြစ်တယ်ဘိန်းစားဖြစ်ခဲ့တယ်အမေရဲ့ပစ္စည်းတွေကိုခိုးရောင်းရတဲ့အဆင့်အထိဖြစ်တယ်အမေရည်ရွယ်ချက်ကိုသိလာတဲ့အချိန်မှာနိုင်ငံတကာခေါ်ဖိတ်ခြင်းခံရတဲ့သူဖြစ်လာတယ်နိုင်ငံတကာနေပြီးတော့မှခေါ်ဖိတ်ပြီးတော့မှဟလာအထူး VIP အနေနဲ့ခေါ်ဖိတ်ခြင်းခံလာတယ်ကျွန်တော်နဲ့တွေ့ချင်တဲ့သူကနိုင်ငံတကာမှာရှိတယ်အမေရိကသွားတော့ဆိုရင်ဒီတစ်ခေါက်သွားတော့ဆိုရင်အမေရိကမှာကျွန်တော်ပြောထားတဲ့လူတိုင်းနဲ့မတွေ့နိုင်ဘူးဒီနေ့ကတော့အချိန်မရှိလို့2ယောက်နဲ့ပဲတွေ့နိုင်မယ်3ယောက်နဲ့ပဲတွေ့နိုင်မယ်ကျွန်တော်ပြန်စဉ်းစားတယ်ကျွန်တော်လိုဘိန်းစားအယတမာဖြစ်ခဲ့တဲ့လူတစ်ယောက်ကိုဘာလို့လူတွေအရန်တွေးချင်နေတာလဲအခုချိန်မှာအရေးကြီးဆုံးကညီကိုမောင်မတို့တင်းရဲ့မွေးဖွားလာတဲ့ရည်ရွယ်ချက်ကိုတင်တိသွားရင်တင်ကအောင်မြင်တဲ့သူဖြစ်သွားအောင်နားလည်အောင်ဆရာရှင်းပြမယ်အခုဒီရည်ရွယ်ချက်ကပါလဲဒီခွက်လေးရဲ့ရည်ရွယ်ချက်ကပါလဲပါလေးလေဖန်ကွက်လေးอ่ะရေထဲပေါ့ဟုတ်တယ်နော်ညီကိုမောင်မဖန်ကွက်လှုပ်ထားတဲ့ရည်ရွယ်ချက်ကပါထဲဖို့လဲကွယ်ရေထဲဖို့ very good ဒီဟာလေးကပါလေးလဲကွယ်ဒီအမဲလေးอ่ะဟမ်ပမာလို့ဆိုဘယ်လိုပြောလဲဒါလေးကဘာလဲကွဘာလို့ဖို့လဲကွတော့ပေါ့လားမသိဘေးအရာမဆိုရည်ရွယ်ချက်ရှိလားခင်ဗျာမီးဒီဖြစ်ပြီးတော့မီးမလင်းဘူးဆိုရင်အဲ့ဒါရည်ရွယ်ချက်မပြည့်စုံဘူးဖန်ကွက်ဖြစ်ပြီးတော့မှရေတောက်လို့မရဘူးဆိုရင် तू ကအမိုက်ပုံးထဲရောက်တော့မယ်ထိုင်ကုန်ဖြစ်ပြီးတော့ထိုင်လို့မရဘူးဆိုရင်ထိုင်ကုန်မြင်ပါတော့လဲတာထိုင်ဖို့ဘောပါမြင်ဘာလို့ဖို့လဲရေဖို့ဘယ်အရာမဆိုသူ့ရည်ရွယ်ချက်နဲ့သူရှိတယ်ဖဏတ်ဆိုတာစီဖို့ဘီးဆိုတာဖီးဖို့ဟုတ်လားမသိညီကိုမောင်မ very good အရာခတ်သိမ်းအခုနဆရာပြန်မေးမယ်ထိုင်ကုန်ဆိုတာဒီစင်လေးကစောက်တင်ဖို့ဒီမိုက်ကလေးကပြောဖို့သူဘယ်အရာမဆိုသူ့မှာရွေချက်ရှိလားတင်ရဘာဖို့လဲမသိဘူးသဘောပေါက်လားမသိဆရာပြောချင်တာခုနပြောတယ်ယေရှုဖို့လို့ပြောတယ်ဟုတ်တယ်နော်အဲ့ဒါ general information ပြောတာလွယ်လွယ်လေးယေရှုဖို့လို့ပြောလိုက်တာလွယ်လွယ်လေးဒါပေမဲ့ဘ
နေရမှာလဲဘယ်သူတွေအတွက်လဲဘယ်ကဏ္ဍမှာလဲမဟုတ်ရင်လူရှုပ်ဖြစ်သွားတင်းကဟာလားမင်းကဘာဖို့လဲကျွန်တော်ဥဆောင်ဖို့ okay very good very good ဥဆောင်ဖို့ဆိုတော့ तू ကဘာလဲသူက तू ဘာတူလဲခေါင်းဆောင်လို့သူက तू သိပြီ very good ဒါပေမဲ့တွေးတဲ့သူတိုင်းကို तू ရှောက်ပြီးတော့ခေါင်းဆောင်လုပ်ရင်လေးခွားနဲ့ပြစ်ခံရမယ်သူ့ဘာသာ तू ရက်ကွက်မှာ तू ခေါင်းဆောင်ရက်ကွက်မှာခေါင်းဆောင်တခြားရက်ကွက်မှာဆို तू ခေါင်းရိုက်ခွဲခံရမယ်အဓိကဆရာပြောပြချင်တာသူ့နေရာနဲ့သူရှိတယ်ဘာအတွက်လဲထိုင်ကုန်ဆိုတာထိုင်ဖို့စပွဲဆိုတာကတခုခုတင်ဖို့ဖန်ကွာဆိုတာကရေတောက်ဖို့ဒါဆိုတင်ရဘာအဖို့လဲတင်မသိဘူးဆိုရင်တင်သွားပြီဒါပေမဲ့အဲ့ထဲမှာပိုနတ်နေတဲ့အရာရှိသေးတယ်ထပ်ပြောမယ်အရေးကြီးလို့အမေရိကမှာလူငယ်တယောက် IT ဆိုတော့ကွန်ပျူတာပိုင်းဆိုင်ရာမှာအင်မတန်ကျွမ်းကျင်တဲ့လူငယ်တယောက်ဖြစ်တယ်သူကဘာကိုပေါ်ထုတ်နိုင်လဲဆိုတော့သူက app တစ်ခုကိုပေါ်ထုတ်နိုင်တယ် app ဆိုတာကဒီဖုန်းတွေထဲမှာ app လေးတွေအများကြီးရှိတယ်အဲ့ဒီထဲမှာ app လေးတစ်ခုကို तू ကတီထွင်နိုင်နေဆရာနောက်တစ်ခုထပ်ပြောပြမယ်ဖုန်းရဲ့ screen လေးကိုထိုးပေးလို့ရမလားမသိတယ်မှာဖုန်းရဲ့ screen လေးတစ်ခုလောက်ထိုးပြဖုန်းရဲ့ screen လေးတစ်ခုလောက်ထိုးပြဆရာပြဖုန်းရဲ့ screen လေးတစ်ခုလောက်ထိုးပြဖုန်းမှာ screen လေးတွေရှိတယ်အဲ့ဒီ screen မှာမှဒီ icon လေးတွေရှိတယ်เนาะအဲ့ဒါ app လို့ခေါ်တာပေါ့ဒီလိုမျိုးလေးတွေမှာ app လေးတွေရှိတယ်အဲ့ဒီ app လေးရဲ့တစ်ခုရဲ့ပုံစံပဲ design လေးကိုပုံဖော်တဲ့သူက millionaire ဖြစ်တယ် app မဟုတ်သေးဘူးเนาะအဲ့ဒီ app ရဲ့ပုံစံလေးကိုဖော်နိုင်တာတစောင်းပြတယ်ကွယ်နည်းနည်းအတက်ပြလို့ရလားအဲ့မှာ तू မပွင့်တဲ့ပုံပြတော့ဆရာလဲနောက်တစ်ခုလောက်ပြ anything ပေါ့တစ်ခုလောက်ပြရပြီဆိုတော့ဆိုပါစို့ကွယ် Facebook ရဲ့ app လေးတွေ့လားအပြာရောင်လေးအပေါ်မှာအဲ့ဒီ app လေးအဲ့ဒီ app လေးရဲ့ပုံစံကိုပဲတီးထွင်နိုင်တဲ့လူက millionaire ဖြစ်တယ် Facebook ကြီးမဟုတ်သေးဘူးအဲ့ဒီ app ရဲ့ design ကိုပဲပုံဖော်တဲ့ကောင် millionaire ဖြစ်တယ် logo လေးကိုပုံဖော်နိုင်တဲ့ကောင်ဒါကြောင့် logo ကို logo လုပ်ပြီးသွားရင်ကိုဘာလုပ်ရလဲဆိုတော့အဲ့ဒီ logo ကိုက register လုပ်ရတယ်မလုပ်ရင်သူများလကားယူသွားအောင်โอเคဒါဆိုဆရာပြောပြမယ်အဲ့ဒီလူငယ်လေးကဘာလုပ်တဲ့လူငယ်လဲဆိုတော့အဲ့လိုမျိုး app ရဲ့ design တွေကို तू က live ဖော်တဲ့ကောင်ပြီးတော့သူ့ရဲ့ website မှာ तू ဂုံထည့်ထားပြီးတော့လိုချင်တဲ့ကောင်ဝယ်လို့ရတယ်ဆိုတာမျိုး तू တင်ထားတာဒါပေမဲ့ तू စတိုင်ကအရန်ကောင်းလို့တဲ့အတွက်ကြောင့်လူတွေက
app တစ်ခုကိုအဲ့ဒီ design ကိုဝယ်တယ်ဆိုအဲ့ဒီအပေါ်ကမဆိုပါဆိုဟို picture ရဲ့ပုံစံလေးဟိုဒုတိယအချက်ဆိုရင် picture ပေါ့ဒါ picture ပုံစံလေးဒါကိုကြည့်လိုက်တဲ့နဲ့ဒါ picture ဆိုတာတာမြင်တယ်သိတယ်မဖတ်တိုင်တော့မှစာမဖတ်တိုင်တော့မှအဲ့ဒီဟာလေးအသူရဲ့သင်္ကေတလေးမနော်အဲ့ဒီသင်္ကေတလေးဆိုပါဆိုအခုဆို WhatsApp ဆိုရှိတယ်ဟာလား Telegram ဆိုရှိတယ်ထားလိုက် Okay အဲ့လိုပုံစံလေးတွေပေါ်တဲ့ကောင် तू က multi millionaire ဖြစ်သွားတယ်အရန်ချမ်းသာတယ်ဒါတွေပုံဖော်တာပြောတာမဟုတ်နော်ဒီလိုမျိုးပုံစံတွေလိုက်ဖော်ပြီးတော့မှသူများဝယ်ချင်သူကအဲ့ဒါ online နဲ့ရောင်းတာသူက design ကိုရောင်းတာပေါ့ဒါတချို့လူရှိတယ်သူတို့ဘာသာသူတို့ဒါကြောင့်မြန်မာပြည်သားတွေလူငယ်တွေကိုအလကားထိုင်ပြီးတော့မှရှောက်အချိန်ဖြုံးနေမယ်စားကိုယ့်ဘာသာကိုတီထွင်ပြီးတော့မှ website တစ်ခုတင်ထားပြီးတော့ရောင်းစားတတ်ရင် design ပုံဖော်တတ်ရင် millionaire မကဘူး billionaire တော့ဖြစ်နိုင်တယ်ဖြစ်နိုင်တယ်မို့အမှဖြစ်နေကြလေဆိုတော့အဲ့ဒီ design လေးပဲအဲ့ဒီ Facebook ကြီးတော့လောက်တာမဟုတ်သေးဘူးဆိုပါဆိုအဲ့ဒီ Facebook လေးကိုလှုပ်ဖို့ရန်တော့တင်ဖို့ design ကို app လေးတစ်ခုဥမာဆရာတို့ရဲ့အခုဆိုပါဆိုဆိုပါဆိုအခု The Light Worship Center ရဲ့ TL ဆိုတဲ့ဟာလေးရှိတယ်ဟုတ်လားမသိဘူးအဲ့ဒီဟာလေးကိုတကယ်လို့လူတယောက်ကအယမ်းကြိုက်လို့ဝယ်ချင်တယ်ဆိုရင်တင်သိန်းသားနဲ့တင်တော့မှတင်လိုက်လို့ရဥပမာဆရာကအခု Asia shall be safe ဆိုတဲ့ domain name လို့ခေါ်တယ် Asia shall be safe ဆိုတဲ့ domain name ကိုဆရာကဝယ်ပလိုက်တယ်အကုန်လုံးစီးပွားရေးလှုပ်ချင်လို့တော့မဟုတ်ဘူးသူများယူလို့မရအောင် Asia shall be safe.net.com.org အကုန်လုံးဆရာဝယ်ပလိုက်တယ်အခုလူဖြူတွေကပြန်လာလိုချင်တယ်လေဆရာမရောင်းဘူးလေလိုချင်သားနဲ့ချီပေးဆရာစော်ပလိုက်ပြီမရောင်းချင်လို့ပြောပလိုက်တာစီးပွားရေးဆန္ဒမဟုတ်ကိုကသူများထက်ဦးပြီးတော့လှုပ်ထားပြီးသားဖြစ်နေတဲ့အတွက်ကြောင့်ဘယ်သူမှမရှိသေးဘူးလေကိုလှုပ်တော့အခုမှအဲ့ဒီနံပါတ်ကိုကြိုက်လို့လာဝယ်ချင်တယ်ဆိုရင်တော့ကိုတင်တဲ့ဈေးနဲ့လာဝယ်ပေါ့ဟိုမရောင်းနိုင်ဘူးဆရာလိုကင်ပလိုက်ပြီအခုယူရိုပီယန်နေရာဆရာလိုချင်တယ်ဆရာမပေးနိုင်ဘူး1000လုံးနဲ့လာဝယ်ဆရာမရောင်းဘူး1000တော့နင်ပြောမှလားငါလည်းဝင်နေတာပေါ့မရဘူးလေသူများထက်ကြိုပြီးတော့မြင်ထားတယ်ဒီ Asia shall be safe ဆိုတဲ့ .net.com.org ကတနေ့လူတွေသုံးချင်လာမယ်ဆိုတာဆရာသိပြီးသားအဲ့တို့ကြောင့်ဆရာအကုန်လုံးလိုက်ချုပ်လိုက်တယ်ဆိုတော့ဒီ icon လေးလိုက်ရောင်းနေတော့အရန်ချမ်းသာသူကချမ်းသာတဲ့အခါမှာ तू ဘာဖြစ်သွားဆိုတော့သူ့ထဲမှာ idea ပေါ်လာဖြစ်တဲ့ကြောင့် तू ကကြိုက်တဲ့ပုံစံ तू ဆွဲပြီးတော့ तू တင်နေတာတင်တဲ့လူတွေလည်းဝယ်သူ့စီကနေဆိုတထေးတွေကလိုက်ဝယ်တာ तू ပတ်စံသူ့အတွက်ရှောင်းမရှောင်းဘူးပင့်ကူလိုပဲတတ်မလားအိမ်ဆောက်ဖို့တင်ရပတ်စံရန်ကုန်တယ်ပင့်ကူကပတ်စံမကုန်လေသူ့အိမ်ထဲသူ့ရဲ့အိမ်ကသူ့ရဲ့အထဲမှာပဲရှိတာဒီတိုင်းပဲတင်းရဲ့အထဲမှာရှိတဲ့ idea လည်းတင်းကိုတထေးဖြစ်စေတာလေတင်းရဲ့အထဲမှာရှိတဲ့တချို့က idea ရှိတယ်အဲ့ဒီ idea ကိုမဆွဲထုတ်ရဲတာဘာလို့မဆွဲထုတ်ရဲလဲဆိုတော့တင်ကြီးပြင်းလာတဲ့အတိုင်းဝိုင်းကြောင့်တင်ကြီးပြင်းလာတဲ့အတိုင်းဝိုင်းကကဲ့ရဲ့တဲ့အတိုင်းဝိုင်းနဲ့တင်ကြီးပြင်းလာတဲ့ခါမှာတခုခုလှုပ်ပြီးဆိုရင်အဲ့ဒီအတိုင်းဝိုင်းကဲ့ရဲ့တယ်နင့်လိုလူမျိုးလားဖြစ်မှာနင့်လိုလူမျိုးလားဖြစ်မှာနင့်လိုလူမျိုးလားဖြစ်မှာဆိုတဲ့အထိုးနှံမှုတွေကြောင့်လူတွေတော်တော်များများဟာသူတို့ရဲ့ idea ကိုမချပြရဲတော့အထူးဖြင့်မြန်မာပြည်မှာရှိတဲ့
လူတွေရဲ့အကျင့်ကလူတစ်ယောက်ကသူ့ရဲ့ idea အသစ်ကိုချပြပြီးဆိုရင်လှောင်ပြောင်ကြတယ်ကဲ့ရဲ့ကြတယ်ရှုံချကြတယ်အလကားပါလို့ပြောကြတယ်ဒါပေမဲ့အောင်မြင်ခြင်းဘယ်သူမှဂရုမစိုက်နဲ့တင်းရဲ့ idea ကိုတင်းအကောင့်ထဲပေါ်ပြီးတော့မှတင်းပန်းနိုင်ရအောင်သွားဖို့အရင်ရေးကြည့်တယ်တင်းရဲ့အောင်မြင်ခြင်းကတင်းရဲ့ idea ပဲအခုဆရာဒေးဗစ်လာရဲ့ဒီ wisdom WTC မှာလာတက်တဲ့သူတွေအားလုံးကဆရာဒေးဗစ်လာကျောင်းမှာလာတက်ခဲ့တဲ့လူတွေအားလုံးကဒေးဗစ်လာလို့ပြောလိုက်တဲ့ဘေးနားမှာတမ်းမြင်တာပါသလား mindset လူတွေတော်တော်များများကိုယ် idea ကိုမချပြရဲဘူးတင်းရဲ့ idea တင်းကိုအောင်မြင်စေမှာတင်းရဲ့ idea ကတင်းကိုချမ်းသာစေမှာတင်းရဲ့ idea တင်းကိုကြွယ်ဝစေမှာဒါပေမဲ့ဘာဖြစ်လို့မလုပ်ရဲလဲပြောရှက်တယ်ကြောက်တယ်အဲ့ဒါတင်းကိုဆွဲချတာကိုယ့်ရဲ့ idea ကိုဖော်ပြရဲရမယ်ချပြရဲရမယ်တင်းရဲ့ရည်ရွယ်ချက်ကတင်းရဲ့အထဲမှာပဲရှိတယ်တင်းချပြရဲရမယ်ကဲ့ရဲ့ပါစေပြစ်တင်ပါစေရှုံးချပါစေပြရဲရမယ်ဆွဲချရဲရမယ်လှုပ်ရဲရမယ်ဒီနေ့စားရဒီသားသမီးတွေအားလုံးလှုပ်ရဲပါဆရာတဲ့လှုပ်ချင်ဘာကြီးပြောပြမယ်ကဒါကြောင့်လေကဘာမာတဲ့တေချာနာတော်အရင်ရှိတယ်ကဘာမာတဲ့တန်ဖိုးအကြီးဆုံးနေရာဘယ်မှာလဲတဲ့တန်ဖိုးအကြီးဆုံးနေရာကရွှေထွက်တဲ့နေရာလည်းမဟုတ်ဘူးတဲ့စိန်ထွက်တဲ့နေရာလည်းမဟုတ်ဘူးတဲ့ပရမများထွက်တဲ့နေရာလည်းမဟုတ်ဘူးတဲ့တန်ဖိုးအကြီးဆုံးနေရာတင်ကြိုင်ကုန်းတဲ့ဘာဖြစ်လို့လဲတဲ့နိုင်ငံကျော်မဟုတ်ကဘာကျော်စာရေးဆရာဖြစ်တဲ့ရတာနဲ့စာတကြောင်းတော်မှာမရေးဘဲနဲ့တည်သွားတဲ့လူတွေအများကြီးတင်ကြိုင်ကုန်းမှာရှိတယ်တဲ့ကဘာကျော်အစိုးရဖြစ်ဖို့မွေးလာခဲ့ပေမဲ့မိုက်တောင်မှာတစ်ချက်မကင်လိုက်ရတဲ့သူမိုက်တောင်မကင်လိုက်ရဘဲနဲ့သေသွားတဲ့သူတွေတင်ញိုင်ကုန်းမှာအများကြီးရှိတယ်တဲ့ဒါကြောင့်လောကမှာကြောက်စရာအကောင်းဆုံးကသေခြင်းမဟုတ်ဘူးသေခြင်းတရားထက်ပိုကြောက်စရာကောင်းတာကအသက်ရှင်ရတဲ့အနာဂတ်ပျောက်နေတဲ့လူဟာသေတာထက်ပိုဆိုးတယ်ရည်ရွယ်ချက်မသိတဲ့လူဟာသေတာထက်ဆိုးတယ်မနက်ကနေထအလုံးလုံးညအိယာဝင်တဲ့အထိအလုံးလုံးစားဖို့ဘယ်အလုံးလုံးနေရတယ်ဆိုရင်တိရစ္ဆာန်နဲ့မခြားနာဘူးလူကရည်ရွယ်ချက်ရှိရမယ်အဲ့ဒီရည်ရွယ်ချက်အကောင့်ထဲပေါ်နိုင်ဖို့သင်အထဲမှာမွေးလာကြတဲ့ဖယားထည့်ပေးလိုက်တဲ့အရာရှိတယ်အာမင်အာမင်အဲ့ဒါကမျိုးစေ့ဒီမှာဘာအသီးရှိလဲဘာအသီးရှိလဲဒီမှာပန်းသီးရှိလားမရှိဘူးဘာအသီးမှမရှိဘူးဒီမှာကြက်မောက်သီးယူလာပါစပြည့်သီးမယူပါနဲ့ကြက်မောက်သီးကြက်မောက်သီးကြိုက်တဲ့သူဘယ်သူရှိလဲဒီထဲမှာဆရာရဲမင်းထက်ကြိုက်လားလာပါဆရာရဲမင်းထက်လာပါ
Laba. Laba di malaba. Okay, no na makwadi na nga ta. Da ba lo khole. Chamok di lo khola. O di malay mo di. La yu la. Nimba la. Momo nino ni alo la. Lule lo khode era jaro. India. Okay. Tissue le yu lai me ta do. Tissue le malo la u la. Mata loka ma aung min shin khana le pyo me ta kha let twi pya ro me. Nga ta ba ni ba lao nga ta le. Lao nga ta. Lu de yauk ka Chanta aung min chin yin ni dai nga ba we am le nga ba lo ni le ko lo atta be ko we bo sin sa ne lu wa ai da ma cha mi sin ye me lu ko lo atta we the chain long sin sa bi do ma ko lo at mu de pa le phi ko lo atta de pi chin ne sanda be shi de lu wa sin ye twa me lu di tissue box လေးကိုလုတ်တဲ့သူကထိုင်စဉ်းစားနာသူကငါသားခိုင်းတာဘာစဉ်းစားလဲဆိုလူတွေတဲ့ဘာလို့မလဲမသိဘူးနော်တဲ့စားပြီးသွားရင်လက်ကိုအဲ့လိုလုတ်တဲ့လူတွေအတွက်ဘာလို့မလဲတဲ့ tissue လေးလုတ်လိုက်မယ်ကွာတဲ့လူတွေဘာလို့အနေလဲဆိုတာကိုစဉ်းစားပြီးတော့လိုက်လုတ်တဲ့ကောင်တထေးဖြစ်သွားတာဟမ်စားပြီးရင်တုတ်ဖို့ပစိုးကြီးဖြုတ်ပြီးတော့တုတ်ဖို့ကောင်းလားအောက်စားလွတ်ရင်လည်းမကောင်းပြန်မဟုတ်အဲ့ဒါအဆင်မရှိဘူးဆိုတော့အဆင်တန်းလေးနဲ့တရက်လေးနဲ့လူဒန်းစားတုံးလို့ရအောင်တချို့လူတချို့မမတွေဆိုရင်နှခမ်းနီလည်းပြတ်မှာကြောက်တယ်ဒီအတွက်ဘာလို့လဲတီရှူးလို့တယ်လူတွေလိုအပ်တဲ့ဟာကိုသူလုပ်ပေးထားတယ်သဘောပေါက်လားမသိဘူးမလားတချို့လူတွေကလက်သေးကိုကိုက်တာမြင်နေတဲ့သူပါမြင်သွားအဲ့ဒါကိုထိုင်ပြီးတော့အများနဲ့စဉ်းစားနေကောင်းတယ်တရုတ်တွေများတယ်တရုတ်တွေအလကားချမ်းသာနာမဟုတ်ဒီကောင်တွေကသူများဘာလို့အပ်လဲဆိုတာလိုက်ကြည့်နေတယ်မြင်နဲ့လက်သေးညက်ကလေးလှုပ်ရင်ကောင်းမယ်လို့စဉ်းစားလိုက်နဲ့လက်သေးညက်ကအိမ်တိုင်းဆိုင်တိုင်းမှာလို့အိမ်နေမှာဘာလို့အပ်နေလဲသူများရဲ့အိမ်တိုင်းမှာဘာလို့အပ်နေလဲဆိုတာကိုတင်စဉ်းစားတတ်ရင်တင်ရလုပ်ငန်းရှင်ဖြစ်လာအောင်တင်လိုအပ်တာပဲထိုင်စဉ်းစားနေမယ်အစားသူများဘာလိုအပ်မလဲဆိုတာကိုတင်စဉ်းစားတတ်ပြီးတော့မှတင်က idea နဲ့ထုတ်လုပ်တတ်ရင်လူများတွေဝယ်ဟိုတင်ရဲ့ idea ဒါ tissue box မဟုတ်ဘူးအဲ့ဒါ idea လူတစ်ယောက်ရဲ့ idea သူများဝယ်ရတယ်တင်ကရောင်းဖို့ဘာ idea မှမရှိဘူးဝယ်ဖို့ပဲ idea ရှိတယ်ဆိုရင်တင်တစ်ချိန်လုံးပတ်စာမဲ့လုံနေမှာပဲလူတိုင်းမှာရှိရလဲ idea အဲ့ဒီ idea ဆိုတာကတင်ရဲ့ရည်ရွယ်ချက်ကိုပြည့်စုံဖို့အကောင့်ထဲပေါ်ပေးမယ့်အရာ idea ရှိရဟုတ်ပြီဒါတတိထားဘာအရေးကြီးဆုံးလဲတဲ့လူများတွေထင်တာဒီအခွန်လေးကအရေးကြီးဆုံးတဲ့ အရေးကြီးပါတယ်အရေးကြီးဆုံးမဟုတ်ဘူးအခွန်လေးခွာလိုက်ပါသားလေးကိုက်လိုက်ပါသားလေးရဲ့လူရှိမှမရှက်ပါနဲ့တီရှူးလေးလည်းနည်းနည်းလိုအပ်မလားပေါ့နော်
ဟုတ်ပြီဒါလေးတီရှူးလေးလို့အပ်တယ်တီရှူးလေးနဲ့ဒါလေးတတ်ရလေးလို့ဒါကိုကြိုက်တဲ့ကောင်မလေးတွေ့ညစ်ပတ်လိုက်တာလို့ထင်နေဦးမှာတေးချလို့ငါသားလေးလက်ဒီပါတုံနေပြီသူ့ကောင်မလေးရှိမှသူလုံနေရလို့လာပါလားမသိငါသားရဲ့လက်ဒီပါတုံโอเค good โอเคအခွန်ထဲကနေဗာလေးထွက်လာလဲကွဘာအစီလဲအစီမရောက်သေးဘူးဒါစားစရာစားလိုက်ပါသားလေဟုတ်ပြီပြီးရင်စားပြီးရင်ပြန်ထွက်လာလိမ့်မယ်အဲ့ဒီအစေကအဲ့ဒီဒီအစေကအဲ့ဒီဘာလဲအတီးထဲမှာအဲ့ဒီအစေကတန်ဖိုးအကြီးဆုံးဒါမဲ့လူတွေတော်တော်များများအဲ့ဒီအစေကိုကျွေးလိုက်ပြီတန်ဖိုးအကြီးဆုံးအရာကိုတန်ဖိုးမထားတတ်ခြင်းကဆင်းရဲခြင်းပဲเข้าใจไหมတန်ဖိုးအကြီးဆုံးအရာကိုတန်ဖိုးမထားတတ်ခြင်းကလူကိုဆင်းရဲစေတာငါသားလူတွေတော်တော်များများထင်တာခဏနေလူတွေတော်တော်များထင်တာဒါလေးလှတော့ကျင်တာရုပ်ချောဖို့အတွက်အပေါ်မှာမိတ်ကပ်တွေလိမ့်နှခမ်းနေတွေလိမ့်ဒါအခွန်ဒါကြာထားရင် तू ကနုံးတော့မယ်လူရုပ်လဲဒီတိုင်းပဲကြီးလာနဲ့အမြတွန့်လာတယ်နှခမ်းနီးပဲဆိုပန်းနီးပဲဆိုအဲ့ဒါကိုတထေးမတွေကဘာလုပ်တယ်လဲဆိုတော့တထေးမတွေကတွန့်လာတဲ့ပရီကိုပြန်ဖြောင်းပါပြန်လှုပ်လဲဆိုဒီကနေခွဲချပြစ်တာခွဲပြီးအသားကိုပြန်ဆွဲတင်ပြီးတော့မှအထဲမှာပြန်ချုပ်တာချုပ်တဲ့တထေးမတွေ့ဘူးတယ်တင်းတာပဲမျက်နာတော့ဒါပေမဲ့အဲ့ရင်မျက်လုံးပိတ်လို့မရဘူး तू ဆွဲထားလို့ကြောင်တောင်ကြီးအိတ်နေတာဟာအဲ့ဒီမိန်းမအိတ်နေတာကိုမသိလိုက်ဘူးဟောက်တန်ချေမဟာမျက်လုံးပြူးနေအိတ်နေတာသူ့ဘဝသူဒုက္ခပေးတာအခွန်ကအရေးကြီးတာလားဆိုတော့အခွန်ကjust a protection အခွန်လေးကတော့ဒီအသားလေးကိုလုံးချုံအောင်တန့်ရှင်းအောင်လှုပ်ထားပေးတဲ့အရာလေးအရေးကြီးပါတယ်ဟုတ်ပြီအဲ့ဒါသူ့ရဲ့ရည်ရွယ်ချက်လည်းမဟုတ်သေးဘူးဟုတ်နော်ကဲစားလိုက်ငါသားလေးအစေတော့မမြူချနဲ့လေအဲ့ဒီအစေရရည်ရွယ်ချက်တင်းဘဝမှာအကျိန်ပေါင်းမြောက်များစွာဘယ်နှကြိမ်လောက်တင်ဟာတန်ဖိုးကြီးဆုံးအရာတွေကိုအမိုက်ပုံနဲ့ထည့်ခဲ့ပြီလေတန်ဖိုးကြီးဆုံးအရာတွေကိုတင်ကဘယ်လိုလုပ်တတ်လဲလုပ်သေးတယ်သူများလို့တော့စနစ်တကျအဲ့လိုလေးလုပ်တာမဟုတ်အများကြီးရှိဆိုတော့ဒီအရာကဘာဖြစ်စေလဲဆိုတဲ့အခါမှာโอเคအစေကိုလွန့်ပစ်တဲ့လူတွေရဲ့ဘဝဘာဖြစ်လဲပြောကဲဘာလို့ဆင်းရတာစားချင်ပြန်ဝယ်ရပြီလေ
စားချင်ရင်ပြန်ဝဲရတာမို့စားချင်ရင်ထွက်လာတဲ့အစိတ်ကိုပြန်စိုက်တိုက်ရင်ဝဲစရာမလိုတော့ဘူးအစိတ်တုံးကတော့ဗာလဲကွတစိပဲအပင်ပြန်ပေါက်လာပြီးတော့တီးလာတော့အတီးပေါင်းယာနဲ့ချီတယ်အဲ့ဒီယာနဲ့ချီကိုလည်းစားလို့မကုံတဲ့အတွက်ပြန်ရောင်းတော့ပတ်စံပြန်မဝင်လာဘူးလားဘယ်အရာမဆိုမျိုးစေ့ကိုတန်ဖိုးထားတတ်တဲ့သူဖြစ်ဖို့အရေးကြီးတယ်ဘောပေါ်လာမသိဘူးအခုနကဒီအစိတ်ကလေးသူစားတဲ့အစိတ်ကလေးဒါလေးကိုပြန်ပြီးတော့တေးသေးချာချာပြန်စိုက်တိုက်ရင်မကြခင်မှာသူကအတီးပေါင်းမြောက်များစွာရဲ့ဟလာအပင်ပိုင်ရှင်လေးဖြစ်လာမယ်အပင်ပိုင်ရှင်လေးဖြစ်လာရင်သူများနေတော့ကိုဒေးဗစ်ရဲ့ပင်အတီးလေးကိုစားလို့ရမလားစားပါညီမရဲ့ဒါနဲ့ပဲသူတို့ဟာဘဝကဇလန်းဖြစ်သွားပြီးတော့မှကလေးတော်မွေးလာနိုင်သေးတယ်ပြောချင်တာကအိမ်ဘေးနာခြံကအပြိုလေးတယောက်ကကြက်မောက်တီးကိုမြင်ရင်းနဲ့ကိုဒေးဗစ်စီမှာလာပြီလာရင်းနဲ့ကိုဒေးဗစ်ရလူပြိုကြီးမှန်တိသွားတော့ဇလန်းနေဖြစ်တဲ့အိမ်ကနေတအိမ်ဖြစ်သွားတဲ့ဇလန်းနေဘာပင်မှမရှိရင်ဘာဇလန်းမှလည်းမရှိနိုင်တော့တော့ပေါ်လာမသိဘူးโอเคရပြီသားတော့သူမနဲ့တာတော့ကျေးဇူးတင်တယ်ဆရဘာဝဒီကတဲ့နို့ပြောပြချင်တာဆိုတင်းရဲ့ဘဝမှာတန်ဖိုးအကြီးဆုံးအရာတွေကိုသင်တန်ဖိုးမထားခဲ့ဘူးဆိုတော့ဒီနေ့ပြောချင်တဲ့မျိုးစေ့ကဘာလဲဆိုတော့သင်ရဲ့ရည်ရွယ်ချက်ဘာလဲလူမှာဘာရှိရမလဲရည်ရွယ်ချက်ဆိုတာရှိရတယ်အဲ့ဒီရည်ရွယ်ချက်ကိုအကောင်အထည်ဖော်ဖို့သူ့မှာ idea ရှိရတယ်ခဏလေးပြောပြစေလာပါအောင်ဆရာပေါ်လာပါအောင်ဆရာပေါ်က तू อ่ะဆရာပေါ်က तू อ่ะဆိုပါစို့ तू อ่ะအဆိုးတော်တယောက်နာမည်ကြီးတဲ့အဆိုးတော်တယောက်တေးရီတေးဆိုပေါ်ကြီးဖြိုးကြီးတို့မျိုးကြီးတို့မဟုတ်ပေါ်ကြီးနာမည်ကြီးသောပေါ်ကြီးကဲနော်သိချာနာတော့သူ့ရဲ့တခြင်းတစ်ပုတ်နဲ့ तू ကတေးရီတေးဆိုပေါ်ကြီးနာမည်အရန်ကြီးသွားပြီမြန်မာပြည်မှာโอเคနာမည်ကြီးအဆိုတော်ကြီးတယောက်သွားတဲ့နေရာတိုင်းမှာပရိသတ်တွေကလိုက်ပြီးတော့ဆိုင်းထိုးခိုင်းရတဲ့နာမည်ကြီးတဲ့လူတယောက်ဖြစ်သွားပြီအဲ့ဒါသူ့ရဲ့အောင်မြင်ခြင်းလားမဟုတ်ဘူးဒီချမ်းသာတာလူတွေထင်တာပါလဲလူတယောက်ကနာမည်ကြီးပြီးတော့မှသွားတဲ့နေရာတိုင်းမှာသူများဓာတ်ပုံလာရိုက်ရတယ်သူများဆိုင်းလာထိုးရတယ်သူများကဟာလာဆိုဖြစ်ရတယ်နာမည်ကြီးတဲ့သူတွေဆိုဖြစ်တယ်ဖွဲ့ရရှိတယ်သူကအဝေးကနေပဲဖြတ်လျှောက်သွားတယ်ဆရာမဂျပန်နိုင်ငံရောက်သွားတော့ဂျပန်မင်းသားတယောက်လူတွေအုပ်လိုက်ကြီးกว่าဂျပန်ယူတာထိုင်ဆောင်တာမနက်ကနေနေခင်းထိအဲ့ဒီမင်းသားမလာဘူး
ထိုင်ဆောင်လာဂျပန်နေယူချက်ကလည်းအကားကုန်တယ်တနေကုန်ထိုင်ဆောင်တာအဲ့ဒီ shopping mall မှာဘာလဲမသိသူလာဝယ်မယ်ဆိုတည်င်းကြားနဲ့လာထိုင်ဆောင်တာညနေ3 နာရီမှခဏလေးဝင်သွားပြီးတော့ဝယ်ပြီးတော့ပြန်ထွက်သွားတယ်သူ bodyguard တွေနဲ့အဲ့ဒီမှာမနက်ကလေးထိုင်ဆောင်တဲ့ဖွဲ့တွေကငိုတာသူ့ကိုတွေ့လဲတွေ့ရဆိုငိုတာဟိုကယူတောင်းမဆိုင်ဘူးတစ်ချက်လေးပဲလက်ကြည့်တော့မှတို့ဟာ3 နာရီမနက်ကနေထိုင်ဆောင်တဲ့ဖွဲ့အများကြီးလူတွေအဲ့ဒါအရင်အားကြတယ်နော်ဒါပေမဲ့အဲ့ဒီမင်းသား depression ဝင်နေတာဒါအောင်မြင်တာမဟုတ်ဘူးသူများတာသူ့ကိုအားကြနာ तू ကစိတ်တက်ကြယောဂဖြစ်ပြီးတော့မှ तू ဆေးတောက်နေရတယ်အဲ့ဒါအောင်မြင်တာမဟုတ်ဘူးအောင်မြင်ခြင်းဆိုတာက तू ဘာအတွက် तू ကနာမည်ကြီးလာတာလဲဆိုတာ तू သိခြင်းဟာအောင်မြင်ခြင်းतू ဘာအတွက်နာမည်ကြီးလာလဲရည်ရွယ်ချက်ရှိတဲ့သူကနေရာစိတ်ဝင်စားဘူးနာမည်ကိုစိတ်ဝင်စားဘူးဖျားเจ้าနေမှာနေရာလူနေတဲ့အဖွဲ့တွေနာမည်လူနေတဲ့အဖွဲ့တွေအများကြီးရှိတယ်သုံးစားလို့မရအောင်အဲ့အဖွဲ့တွေကဘယ်မှမရောက်ဘူးခဏနေရေပေါ်မှာပျောက်သွားအောင်အရေးမကြီးဘူးဆရာသူများဆရာပဲခေါ် Reverend ပဲခေါ် David လာပဲခေါ်ကြိုက်တာခေါ်အဲ့ဒါဆရာတို့အရေးမကြီးဘူးအရေးမကြီးဘူးဆရာတို့အရေးကြီးတာကဆရာပြုရမယ်အမှုတစ်ခုမြောက်များစွာသောလူသိန်းနဲ့သန်းနဲ့ချီတဲ့သူတွေကိုမင်္ဂလာဖြစ်စေပြီဆိုရင်အဲ့ဒါသင်ရဲ့ရည်ရွယ်ချက်အထမြောက်ပြီးတော့အောင်မြင်ပြီသူကနာမည်ကြီးပြီးတော့သူလာရင်လူတွေကပေါ်ကြီးဆိုလက်ခုပ်တွေတီးပြီးတော့မှငိုကြအိုးအမျိုးစုံဓာတ်ပုံတွေရိုက်ကြအဲ့ဒါအောင်မြင်တာမဟုတ်ဘူး तू ဘာကြောင့် तू အဆိုတော်ဖြစ်တာလဲတိလားအဲ့ဒီအဆိုတော်ဖြစ်လာရင်နာမည်ရလာတယ်နာမည်အနောက်မှာဘာလိုက်လာလဲပြောနာမည်အနောက်မှာပတ်စံလိုက်လာတယ်မဲတော့ပတ်စံနောက်လိုက်တယ်နာမည်ရဖို့အရင်မလုပ်တဲ့သူတွေအများကြီးရှိတယ်စီးပွားရေးလုပ်ချင်တဲ့သူတွေမှတ်ထားပတ်စံနောက်မလိုက်ရဘူးနာမည်အရင်ရအောင်လုပ်ရတယ်အောင်မြင်ခြင်းဘာလုပ်ရလဲနာမည်အရင်ရအောင်လုပ်ရတယ်နာမည်ရသွားရင်အနောက်ကနေငွေရလိုက်လာတယ်ကော်ဖီဆိုင်ချင်းတူတယ် Starbucks coffee ဆိုင်ကကဘာကိုလွှမ်းတယ် Starbucks ရဲ့နာမည်တစ်လုံးကိုလိုချင်တန်းနဲ့ချီပြီးတော့ဒေါ်လာတန်းနဲ့ချီပြီးတော့ဝယ်ရတယ်တင်းကော်ဖီဆိုင်တင်းဘာသာတင်ဖွင့်ဘယ်သူမှမဝယ်ဘူးအဲ့နာမည်တင်းဘာသာမောင်ပြုံးကော်ဖီဆိုင်မဲ့လို့ဒေါ်ချိုကော်ဖီဆိုင်မဲ့လို့ကြိုက်တာလို့ဘယ်သူမှစိတ်ဝင်စားအောင်ဒါပေမဲ့တင်းရဲ့နာမည်တင်းရဲ့ဆိုင်နာမည်ကနာမည်ကျော်သွားရင်အဲ့ဒီဆိုင်ကို franchise လို့ခေါ်တယ်သူများလာဝယ်ရတယ်ဆိုတော့မကြီးရလာတဲ့အရာကိုဘာလုပ်လဲမင်းတို့ပြောပြမယ်ကဘာမှာချမ်းသာကြွယ်ဝတဲ့ company ကြီးတွေတော်များကသူတို့ကမိဘမဲ့ခလေးเจ้าဘဏ္ဍထောင်ကဘာမှာထောက်ပံ့နေတယ်
ကျောင်းပေါင်း9000 8000အဲ့လိုမျိုးထောက်ပံ့တဲ့သူတွေရှိတယ်တထေးတွေသူတို့ရည်ရွယ်ချက်ကဘာလဲဆိုတော့ငါတို့အောင်မြင်လာတာလိုအပ်နေတဲ့သူတွေကိုမာစားဖို့โอเคဆရာတခုပြပြမယ် thank you Michael Jackson နာမည်အရန်ကြီးတယ်ဟုတ်လားသူဘာလို့နာမည်ကြီးခဲ့လဲပြော तू အောင်မြင်တယ်လေအောင်မြင်တယ် Michael Jackson ရဲ့တချင်းတွေအားဖြင့်ကဘာကြီးကိုအများကြီးစိတ်ကိုနူးညွတ်စေခဲ့တယ် We are the world We are the children We are the na 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 ရပါတယ်တားလေထိုင်မှာရပါတယ် ဘာဖြစ်လို့အဲ့တရှင်နာမည်ရှိရဆို Heal the world Heal the world Make it better place For you and for me and the other There's a people dying Something more no Okay ထားအဲ့တချင်းတွေကကဘာကြီးကိုလွှမ်းမိုးနိုင်ခဲ့တယ်အဲ့ဒီအပြင်ရလာတဲ့ဝင်ငွေတွေအားလုံးကိုငတ်ပြတ်နေတဲ့အာဖရိကမှာရှိတဲ့သူတွေကိုကျွေးမွေးခဲ့တယ်ပေးကမ်းလုံးအားကြီးလို့အာဖရိကကြီးအခုချမ်းသာသွားပြီအာဖရိကနိုင်ငံတွေချမ်းသာတဲ့နိုင်ငံစင်းဝင်တဲ့သူတွေအများကြီးဖြစ်သွားပြီအာဖရိကမှာကမ္ဘာရဲ့အစင်းရဲဆုံးဒုတိယအောက်ကနေပြန်ရတဲ့အစင်းရဲဆုံးမြန်မာပြည်ဖြစ်နေတယ်စသားကြီးတော့ဒီမှာရှိတဲ့ညီကိုမောင်မအားလုံးသင်ပေးချင်တာအောင်မြင်ခြင်းဆိုတာလိုအပ်တယ်အဲ့ဒါကိုဒီခရိယန်ဆရာတွေကဆရာဒေးဗစ်လာအောင်မြင်ခြင်းအကြောင်းပြောရင်ဘာပြောလဲဝိညာဉ်ရေးအကြောင်းမပြောဘူးအောင်မြင်ခြင်းအကြောင်းပဲပြောတယ်ဝိညာဉ်ရေးရာရဲ့နောက်ွယ်မှာကြီးမားစွာသောအောင်မြင်ခြင်းရှိတယ်ဗျအဲ့ဒါကိုမသိလို့မရဘူးဘေးနားမှာရှိသူလက်ဆွဲနှုတ်ဆက်ပြောလိုက်ပါတင်းအောင်မြင်ရမယ်ပြောတင်းအောင်မြင်ရမယ်တင်းအောင်မြင်ခြင်းကဘာလို့အတွက်လဲတင်းအောင်မြင်ခြင်းကဘာလို့အတွက်လဲတင်းရဲ့ပတ်ဝန်းကျင်အတွက်တင်းရဲ့မြို့ရွာတွေအတွက်တင်းရဲ့နိုင်ငံတွေအတွက်လူမျိုးတကာအတွက်တင်းအောင်မြင်ရမယ်အောင်မြင်ခြင်းကဘာလို့အတွက်လဲတင်းရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေအတွက်ဆရာတခုပြမယ်အခုဆရာတခုပြမယ်အခုဆရာတခုပြမယ်လာပါတယောက်လာပေးပါဆရာစီလာပေးပါကျေးဇူးပြုဆရာစီလာပေးပါခွဲယူလာခဲ့သားအဲ့ဒါယူလာခဲ့ဆရာပြမယ်ကိုမတောက်เสียရေရှိတာလောက်နဲ့ခြေနှက်နေတာအဲ့ဒါအတ္တသမားအဲ့ဒါအောင်မြင်တာမဟုတ်အတ္တသမားရေခွဲဥစ္စာပလင်းယူလာပေးโอเคသူခွက်ထဲမှာသူရေရှိနေတာကိုသူကလုံလောက်နေစားယုံတောက်ယုံပါလဲတေးချဗီဒီယိုရိုက်ကြဗီဒီယိုခရိယန်နေစားရန်တောက်ရန်ရှိတာနဲ့လုံလောက်နေပါတယ်တင်းတိမ်ရောက်ရဲပါတယ်အဲ့ဒါအတ္တသမားတွေလောင်းချခဏလေးဒီလောက်ပြည့်သွားရင်ဘာဖြစ်ပြီလဲစားဖို့ဝတ်ဖို့နေဖို့ထိုင်ဖို့အဆင်ပြေသွားပြီသူအစ်စေးပဲဘယ်သူမှကြည့်မဆိုင်ဘူးပတ်ဝန်းကျင်မှာသေပဲသေသူ့ပတ်ဝန်းကျင်မှာဘလောက်ပဲငတ်သူဘာမှသူကြည့်မဆိုင်ဘူးအဲဆိုသူ့ရဲ့ခွက်ထဲမှာသူ့ရဲ့အိမ်မှာလုံလောက်နေပြီသူ့မိသားစုအတွက်
အဲ့ဒါအတ္တသမားပတ်ဝန်းလောင်းချခုရှန်ထွက်သွားတဲ့အခါမှာ6ကတ်နေတဲ့ဘေးနာဟာတွေအားလုံးအကုန်ဆိုးကုန်ပြီရပြီသားဆိုးကုန်ပြီကိုကပြည့်လေဒီမှာရှန်ထွက်လာလေပတ်ဝန်းကျင်ကလူတွေကကောင်းကြီးဖြစ်လေလုံလောက်အောင်မဲ့ဆူတောင်းတဲ့အဖွဲတွေကအတ္တသမားတွေကိုဘိုက်လေးပြည့်နေသူများအတွက်ဘာမှစဉ်းစားချင်တော့တဲ့အဖွဲတွေအဲ့ဒါအတ္တသမားတွေရှန်ထွက်လို့ပြောရင်မကျေနပ်တဲ့အမှုတော်ဆောင်တွေကရှိသေးတယ်သူတို့ကိုယ်တိုင်လည်းမကြွယ်ဝဘူးသူများလည်းမကြွယ်ဝအောင်လမ်းလျှောက်ပိတ်တဲ့အဖွဲတွေရှန်ထွက်ရမယ်ရှန်ထွက်တာဘာလို့အတွက်လဲပတ်ဝန်းကျင်အတွက်ပတ်ဝန်းကျင်မှာသင်အိမ်ကတော့ကောင်းသလားမမေးနဲ့လမ်းတွေကစုပ်ပြတ်တတ်နာပဲဒါဆိုသင်ပါလုံးမလဲရက်ကွက်ဖွံ့ဖြိုးရေးအတွက်သင်လှုပ်ပေးနိုင်ရမယ်လမ်းတွေသင်ပြန်ပြင်ပေးလိုက်ရက်ကွက်ထဲမှာခလေးတွေကကားတိုက်နေတယ်စော့စရာနေရာမရှိလို့ဒါဆိုပါလုံးမလဲကစားကွင်းလှုပ်ပေးလိုက်တို့အမကစားပါစေရက်ကွက်လေးစီကားသွားမယ်အဲ့လိုလှုပ်ရင်းနဲ့တင်ကနိုင်ငံရဲ့ခေါင်းဆောင်ဖြစ်လာနိုင်တယ်ရက်ကွက်လေးကိုကြည့်ပေးနေမြို့နယ်ကိုကြည့်ပေးနေတိုင်းကိုကြည့်ပေးနေနောက်ဆုံးတင်ကနိုင်ငံအတွက်ကောင်းကြီးဖြစ်စေသူဖြစ်လာမယ်ရှန်ထွက်ရမယ်လုံလောက်နေတဲ့အဆင့်အဲ့ဒါဖျားလိုတော့မဟုတ်ဘူးရှန်ထွက်ရမယ်ရှန်ထွက်ရမယ်ရှန်ထွက်ခြင်းအဲ့ဒါအောင်မြင်ခြင်းပဲသူများကကိုယ်အားဖြင့်မင်္ဂလာဖြစ်နေပြီဆိုရင်အဲ့ဒါသင်အောင်မြင်နေပြီရပြီသားကိုယ့်ဘာသာနာမည်တွေစွတ်ကြည့်ပြီးတော့သူ့အားဖြင့်ဘယ်သူမှမင်္ဂလာမဖြစ်ဘူးကောင်းကြီးလည်းမဖြစ်ဘူးဆိုအလကားပဲအဲ့ဒါအောင်မြင်နေဆိုပါလဲပြန်ပြောအောင်မြင်နေဆိုပါလဲအောင်မြင်နေဆိုပါလဲအောင်မြင်နေဆိုတာကကိုယ်အားဖြင့်သူတစ်ပါးတွေမင်္ဂလာဖြစ်နေတာကောင်းကြီးဖြစ်နေတာဆိုရင်အဲ့ဒါသင်အောင်မြင်တဲ့သူဖြစ်တယ်ပြန်မေးမယ်ဆရာအောင်မြင်တော့သူဆိုတာပါလဲပတ်ဝန်းကျင်မင်္ဂလာဖြစ်လာတယ်ကိုယ်အားဖြင့်မစားနိုင်တဲ့မိသားစုတွေစားတော့လာနိုင်တယ်ဆရာဆိုရင်အခုပတ်စံမပေးတော့ဘူးပတ်စံပေးရင်ဒီလူကစင်းရသားဘဝနဲ့တသက်လုံးမလွတ်ဘူးစားမယ်ပြန်ကုန်မယ်နှုတ်ဆရာဆုံးဖြတ်လိုက်ပြီပတ်စံမပေးဘူးဆရာလုပ်ငန်းပေးမယ်မင်းဘာကျွမ်းကျင်တဲ့လုပ်ငန်းရှိလဲမင်းဘာလုပ်နိုင်လဲပြောလုပ်ငန်းထောင်ပေးမယ်လုပ်ငန်းထောင်ပေးမယ်ရအောင်သူတိုးတက်အောင်လုပ်ရမယ်ဆရာပတ်စံပေးတာစိတ်ဝင်စားအောင်ပတ်စံဆိုတာစားရင်ကုန်သွားအောင်ဝယ်ရင်ကုန်သွားပြီနောက်လူတယောက်ကူညီချင်းရင်ပတ်စံမပေးနဲ့အလုပ်ပေးလိုက်အဲ့ဒါတသက်လောက်စားပဲအောင်မြင်ခြင်းဆိုတာကဘာလဲကိုအားဖြင့်ပတ်ဝန်းကျင်မင်္ဂလာဖြစ်တာကိုအားဖြင့်ဟလာမစားနိုင်တဲ့သူတွေစားနိုင်တယ်နေစရာမရှိတဲ့သူတွေကိုနေစရာပြင်ဆင်ပေးတယ်အဲ့ဒါကဖယားအလိုရှိတဲ့အရာပဲဒီမှာရှိသီလဆိုတာစစ်မှန်တဲ့သီလဆိုတာဘာလဲတဲ့ယောမဩရစာခန်းကြီး1တစ်ချက်လေးကြည့်အောင်ယောမစာခန်းကြီး1မှာချက်လေးကြည့်အောင်sorry
sorry ရောမမဟုတ် sorry နော် sorry ခဏလေးခဏလေးပါချက်ကလေးပါတစ်ချက်ကလေးကျွန်တော်တစ်ချက်လေးနော်အော်ရပြီခင်ဗျာရပါပြီယာကုပ်မှာပါခင်ဗျာ sorry ယာကုပ်ခန်းကြီး1မှာယာကုပ်ခန်းကြီး1ငယ်26မှာကြည့်ယာကုပ်ခန်းကြီး1ငယ်26မှာ sorry 1:26မြန်လေးကြည့်အောင်သင်တို့တွင်အကျဉ်သူသည်တီလာကိုစောက်တီဟန်ပြုတော်လဲသင်တို့တွင်အကျဉ်သူသည်တီလာစောက်တီဟန်ပြုတော်လဲမိမိနှုတ်ကိုမချုပ်တီးမိမိနှလုံးကိုလဲပြ၏ထိုသူ၏တီလာသည်အချီနီတတ်ဖြစ်ဆက်သွားခမဲတော်ဘုရားသခင်ရှေ့၌စင်ကြယ်တန်ရှင်းသောတီလာဟုဘုရားသခင်ရှေ့၌စင်ကြယ်တန်ရှင်းသောတီလာဟုမူကားဖယားနှစ်သက်တဲ့တီလာဆိုပါလေတီလာဆိုပါလေအကျင့်တီလာဆိုပါလေဖယားလိုချင်တဲ့ကျင့်ရပါလေမိဘမရှိသောသူငယ်တို့မုတ်ဆိုးမတို့ဆင်းရဲခံသောအခါသူတို့ကိုယေရှုပြုစုခြင်းခဏလေးရမယ်ဖယားလိုချင်တဲ့ရာပါလေမိဘမရှိတဲ့သူငယ်တွေမုတ်ဆိုးမတွေဘာဖြစ်လဲဒါလို့ဒါလဲယေရှုပြုစုခြင်းမကြည့်ဆရာပြောပြမယ်အခုမြန်မာပြည်မှာအားလုံးမပြောဘူးနော်တချို့ဆရာကိုညီပေးခဲ့တဲ့သူတွေရှိတယ်အဲ့ဒါတွေဆရာမြင်သွားလို့ဆရာပြောပြမယ်မိဘမဲ့ကလေးတွေဘန်းပြပြီးတော့မှသူတို့ကပြန်လှုပ်ရှားတဲ့အဖွဲ့ရှိတယ်နိုင်ငံခြားပေးတဲ့စပွန်ဆာတွေအားလုံးကိုသူတို့သားသမီးတွေကိုသူတို့မွေးတဲ့သားသမီးတွေကိုသူတို့ရှယ်ကျွေးတယ်အဲ့ဒီကလေးတွေကိုကြတော့ဖြစ်တယ်လို့ကျွေးတဲ့အဖွဲ့တွေအများကြီးရှိတယ်အဲ့ဒါတီလာမဟုတ်ဘူးအဲ့ဒါဖယားရှိမှအမင်္ဂလာကျွေးချင်တယ်ဆိုရင်ကိုသားသမီးနဲ့တပြေးတဲ့ကျွေးအဲ့ဒီမိဘမဲ့ကလေးတွေစားလို့ကိုသားသမီးတွေစားနိုင်ရမယ်အလောအခွဲတာအဲ့ဒါအမင်္ဂလာအဲ့ဒါဘာလို့လဲအဲ့ဒီပတ်စံနေအားလုံးဘယ်ရလာလဲဘသူအတွက်လာလဲသူတို့မိသားစုအတွက်လာတာမဟုတ်ကလေးအတွက်လာတာမိဘမဲ့ကလေးအတွက်လာတာမိဘမဲ့ကလေးကိုဘန်းပြောက်လို့ရှောက်စားတယ်ဆိုတာအဲ့ဒါအမင်္ဂလာတွေခရိယန်တွေမှာအများကြီးရှိတယ်အခုအကုန်လုံးမပြောဘူးနော်ဒါပေမဲ့ဆရာကူညီခဲ့တဲ့တော်တော်များများထဲမှာအဲ့ဒီပြဿနာတွေရှိတယ်မိဘမရှိသောသူငယ်တို့နဲ့မုတ်ဆိုးမတို့သည်ဆင်းရဲခံသောအခါသူတို့ကိုကြည်ရှုပြုစုခြင်းကိုယ်တိုင်လည်းလောကီကြီးအငြိချင်းနဲ့ကင်းလို့စိမ့်တော့ကစောင့်ရှောက်ခြင်းပဲဒီဆိုတော့မှကြည့်သူငယ်တွေမိဘမရှိတဲ့သူငယ်တွေမုတ်ဆိုးမတွေဆင်းရဲခံသောအခါသူတို့ကြည်ရှုပြုစုဘယ်လိုကြည်ရှုပြုစုမလဲပြောတင်းကမရှန်ထွက်ပဲနဲ့တင်းမှာပတ်စံမရှိပဲနဲ့ဘယ်လိုသွားကျွေးမှလဲလို့သူတို့တွေကိုအဲ့အတွက်တင်အောင်မြင်ဖို့လိုတယ်မိဘမဲ့တွေမုတ်ဆိုးမတွေဒုက္ခရောက်နေသူတွေကဘာမှာအများကြီးဆရာဟိုတနေ့ဆိုမျက်ရည်ပေါက်ကြတယ်အမေကြီးတယောက်မျက်စိကန်းနေတယ်ဖယဲသီးရောင်းနေတယ်လူတယောက်ကကူညီပေးလိုက်တယ်ဆရာတွေးလိုက်တယ်3 သိန်းလမ်းတိလာပေးတယ်အဲ့ဒါနိုင်ငံကပေးတယ်ဒါခရိယန်တွေလောက်ရမှာလေခရိယန်တွေတေချာလောက်ရမှာလေဖះเจ้าနေထဲမှာပဲအလုတ်ရှုပ်ပြရတယ်အာနာတွေထိုင်လူနေကြတယ်ဒီခရိယန်တွေပောက်ကရခရိယန်တွေခရစ်တော်ပြောတဲ့လောကစာလောကအလင်းဆိုတာဘာမှမတွေ့ရဘူးလောကသားချင်းချင်းပဲပြန်ပြီးတော့လုံနေဘယ်မှာလဲလောကအလင်း
အဲ့ဒီအဖွားကြီးကလမ်းဘေးမှာဖျက်သီးရောင်းတာမျက်လုံးမမြင်မျက်စိကန်းနေတယ်ဒါကြောင့်အခုဆရာအခုမြန်မာပြည်ရဲ့အခုအိမ်ဆောက်ပေးနေတယ်အဲ့ဒီအိမ်ဆောက်ပေးရတဲ့ဆရာ project စပြီဆရာမိဘမဲ့တဲ့မိုးဆိုးမတွေကြီးစုပြုစုတဲ့ကိစ္စလုပ်ဖို့ဒေါကာ ministry ဆိုတော့ဆရာစဖို့လုံးနေရင်တန်းလာနဲ့ဒီငလင်ကိစ္စဝင်လာနဲ့အဲ့ထဲကိုဆရာခဏတွင်းထားပြီးတော့မှအခုကအိမ်နေဆောက်ပေးနေတယ်အိမ်ဘယ်နှလုံးရမလဲတော့မသိဘူးအိမ်နေဆောက်ပြီးသွားရင်တော့ဆရာဒေါကာ ministry စပြီမလုံးလို့မရဘူးတို့တွေမှာဘုရားเจ้าမှာပဲဟာလေလုယာပါညာတောက်ထောက်လျှောက်ပြောတော့မှငါပြတ်နေတဲ့သူတွေအများကြီးဆရာပတ်စံပေးမှာတော့မဟုတ်တော့ဘူးအခုဆရာပတ်စံပေးအိမ်ဆောက်ပေးတယ်အခုပတ်စံမပေးဘူးဆရာအခုလုပ်ငန်းနေပေးမယ်မင်းဘာလုပ်နိုင်လဲမင်းမဟုတ်လက်ဆောင်ရောင်းနိုင်လားမဟုတ်လက်ဆောင်ဆိုင်ဖွင့်ထမင်းဟင်းချက်တတ်တယ်ထမင်းဆိုင်ဖွင့်မင်းငါပြင်းတော့ငါတစ်ချိန်လုံးထိုင်မကြွေးနိုင်ဘူးမင်းဘာလုံနိုင်လဲလုံနိုင်တဲ့ဟာငါမင်းကိုလှုပ်ပေးမယ်အဲ့ဒီကနေမင်းရှာစားတော့လှုပ်ပေးမယ်ဆရာဒီလိုလုံနိုင်ဖွင့်ရင်တော့ကတင်းတို့မကြွယ်ဝလို့ရမလားအခုဆရာလှုပ်ပေးနိုင်တယ်ဆိုတာဆရာကြွယ်ဝလို့လေဆရာလှုပ်သမျှမှာအောင်မြင်လာတယ်လေအောင်မြင်လာတဲ့ပုံမှာငွေရှိလာတယ်လေငွေရှိလာတော့သူများကိုကျွေးမွေးနိုင်တယ်လေတသက်လုံးမှုတော်ဆောင်တွေကအလူငွေပဲသူများစီကထိုင်ဆောင်ပြီးတော့စားတယ်ဘွားလေအဲ့လိုဖြစ်မဖြစ်တော့ဘူးလေခုသူများပြန်ကျွေးမွေးနိုင်တဲ့သူပြန်ဖြစ်လာပြီလေအဲ့လိုဖြစ်ဖို့လဲနှလုံးသားပြင်ဆင်ခဲ့တယ်လေငါသူများစာအိတ်ထိုင်ဆောင်စားတဲ့အမှုတော်ဆောင်မဖြစ်ချင်ဘူးငါသူများကိုပြန်ပေးရမယ်နှုတ်ကပတ်တော်လဲပေးမယ်သူတို့လဲကျွေးမွေးမယ်ဖြစ်ရမယ်ရှာဆူတောင်းခဲ့တယ်စင်လုံးကောင်းစားရင်တင်းအရာကောင်းစားမှာပဲအချိန်တစ်ခုရောက်လာရင်အာမင်ဆိုတော့အောင်မြင်ခြင်းရဲ့လွတ်ဝက်ချက်ကစိတ်နှလုံးမဲ့စိတ်နေစိတ်ထားစိတ်နေစိတ်ထားပြောစိတ်နေစိတ်ထားဆိုတော့မှတ်တာကျွန်တော်ကနာမည်ကြီးလာတယ်ကျွန်တော်ကအောင်မြင်လာတယ်ကျွန်တော်ပတ်စံရှိလာတယ်အဲ့ဒါအဓိကမဟုတ်ဘူးအဲ့ဒီရှိလာတဲ့အောင်မြင်ခြင်းအနောက်မှာနာမည်ရဲ့အနောက်မှာပတ်စံလိုက်လာတယ်အဲ့ဒီပတ်စံရဲ့အနောက်မှာအဲ့ဒီပတ်စံရှိလာခြင်းအောင်မြင်ခြင်းမဟုတ်ဘူးရှိလာတဲ့ပတ်စံကဘသူတွေအတွက်ဖျားပေးတာလဲဘသူအတွက်တင့်ကိုအောင်မြင်စေတာလဲဘသူအတွက်တင့်ကိုပတ်စံရှိစေတာလဲဘသူအတွက်တင့်ရဲ့ဘက်အကောင့်ထဲဖျားပတ်စံထည့်ပေးနာဆိုတာတင်သိသွားရင်အဲ့ဒါတင့်ရဲ့အောင်မြင်တဲ့နေ့ပဲရှားပြောပြီးသွားပြီဗလာစာအုပ်ဆိုတာရေးဖို့ဒီစင်လေးဆိုတာကတင်ဖို့တီရှူးဆိုတာကညစ်ပတ်နေတဲ့ဟာလေးတွေကိုတုပ်ဖို့ဆိုပါစို့ခွက်လေးဆိုတာရေတောက်ဖို့ဟုတ်ပြီဒါဆိုတင်းရပါဖို့လေဘသူအဖို့တင်အသက်ရှင်တာလေနိုင်ငံရေးပြောတာတော့မဟုတ်ဘူးဆရာလေးစားပါတယ်အမေစုကို तू ကအင်္ဂလန်နိုင်ငံမှာ तू ကတကယ်ပညာတတ်တဲ့ယောက်သူ့ဘာသာရှယ်နေခွင့်ဆရာဘသူဘာမှမလိုက်ဘူးနော်ဆရာနိုင်ငံကြီးပြောတာမဟုတ်ဘူးလူသားတစ်ယောက်ရဲ့ပိတဘုံပဲဆရာပြောမှာအမေစုဟာအင်္ဂလန်နိုင်ငံမှာပညာတတ်ကြီးမြန်မာပြည်သားတွေရဲ့ဒုက္ခနဲ့မြန်မာပြည်သားတွေရဲ့ပြဿနာကိုမြင်တဲ့အခါမှာကူညီချင်လို့ရောက်လာခဲ့တာဆရာနိုင်ငံရေးပြောတာမဟုတ်ထပ်ခါပြောပြီနော်လူပိတဘုံကိုဆရာပြောနေတာဒီနှလုံးသားကိုပြောနေတာဆရာဒေးဗစ်လာနိုင်ငံရေးလာပြောတယ်နိုင်ငံရေးဘာမှစိတ်ဝင်စားဘူးဒါပေမဲ့
အမေစုရဲ့နှလုံးသားကသူကသူ့ဘာသာသူအေးစင်းနေလို့ရရဲ့သားနဲ့ဟိုမှာမနေပဲနဲ့မြန်မာပြည်ပြန်လာတော့ဒုက္ခခံပြီးတော့မှရအောင်သူနေခဲ့တဲ့အင်္ဂလန်နိုင်ငံရဲ့အခွင့်အရေးလူရဲ့အခွင့်အရေးတစ်ခုရှိအောင်ငါလုံမယ်ဆိုတဲ့စိတ်နဲ့လာလုံရင်းနဲ့ तू အခုတော့အသက်လက်ကြီးပြီးထောင်ထဲမှာရှိနေတော့မယ်ဒါပေမဲ့အဲ့ဒါဘာအတွက် तू ကလုံတာလဲလို့သူ့ရဲ့နှလုံးသားထဲမှာဘာရှိလဲဆိုတော့နိုင်ငံကြီးမှာနေခဲ့ဘူးတဲ့သူတို့ကျွန်တော်တို့လိုမျိုးကျွန်တော်လည်းနိုင်ငံကြီးမှာနေခဲ့တယ်အမေစုလည်းနိုင်ငံကြီးမှာနေခဲ့တဲ့ခါမှာမတရားမှုတွေဆိုတာအများကြီးမြင်တယ်လူအခွင့်အရေးမရှိတာတွေအများကြီးမြင်တယ်လူဖြစ်ရတဲ့လူလိုအသက်မရှင်ရတဲ့ဘဝကြီးကို तू ကမြင်တော့မနေနိုင်လို့လာတာကျွန်တော်လည်းဘာသာရေးခရိယာန်တွေကဲ့ရဲ့တယ်ကျွန်တော်ပြောနေတဲ့စကားကဒီခရိယာန်ဖြစ်ပြီးတော့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဖခင်ကိုကိုးကွယ်ပါတယ်ပြောပြီးတော့မှအကြီးမြတ်ဆုံးသောဖခင်ကိုကိုးကွယ်ပြီးတော့ဘာယုံမှမပေါက်တာကိုမနေနိုင်လို့ပြောနေတာကျွန်တော်အမေစုနဲ့နိုင်ရှင်တာမဟုတ်ဘူးနော်ကျွန်တော်တော့ဘာသာရေးတိုက်ခိုက်တာ तू ကနိုင်ငံရေးတိုက်ခိုက်ခါတာ तू ကလေသူ့ရဲ့နိုင်ငံတကာမှာ तू ရှိတဲ့ခါမှာဒီလူတွေမဖြစ်သင့်ဘူးအရေးချင်းရှိတယ်အရေးချင်းရှိတဲ့ तू ကဘာမှလုပ်လို့မရဘူးနှိမ်ခံထိထားတယ်နိုင်ငံမကောင်းတဲ့အတွက်ကြောင့်သူများနိုင်ငံမှာဆေးလာကုရတယ်ကိုယ်နိုင်ငံဆေးရုံရှိရင်သူများနိုင်ငံဆေးသွားကုရတယ်အဓိပ္ပာယ်မှမရှိတာကိုယ်နိုင်ငံမှာကျောင်းရှိရတဲ့သူများနိုင်ငံကျောင်းသွားတက်တာအဓိပ္ပာယ်မှမရှိတာကျွန်တော်နိုင်ငံရေးမပြောဘူးနော်စိတ်နေစိတ်ထားကိုပြောနေတာမြန်မာပြည်ရဲ့စင်ရေးချင်းကအဓိကအတ္တသမားတွေများနေလို့အဲ့တော့အတ္တမရှိတဲ့အမေစုကလာပြီးတော့မှပြတာငါနိုင်ငံမှာငါကောင်းစားနေလို့ရရဲ့သားနဲ့မနေဘဲနဲ့ဒီမှာလာနေတာအဲ့တော့မမြင်တတ်ပဲနဲ့ထောင်ထဲမှာထည့်ပလိုက်သေးတယ်ရှားပြောချင်တာကစိတ်နေစိတ်ထားမကောင်းဘူးရှားစော်ကားနာမဟုတ်ညီကိုမောင်မတော်ဘယ်သူမှမစော်ကားဘူးဒါပေမဲ့ကိုယ်နိုင်ငံရှိရနဲ့ကိုယ်နိုင်ငံမှာစေယုံရှိရနဲ့မတက်ရတဲ့ဘဝကိုယ်နိုင်ငံသွားကြည့်လိုက်စေယုံကစုပ်ပြတ်တတ်တာပဲဒါအောင်ဆရာလေဆရာရဲ့မွေးနေ့မှာဆရာပြောတယ်ဆရာမွေးနေ့မှာဘာမှရှောက်မလုပ်နဲ့ဆရာမကြိုက်ဘူးဒါပေမဲ့မြန်မာပြည်မှာရှိတဲ့တကယ်လိုအပ်တဲ့ cancer ward မှာရှိတဲ့စုပ်ပြတ် cancer ward မှာသွားကြည့်လိုက်စေယုံတွေမှာ cancer ward မှာအညစ်ပါဆုံးပဲကင်ဆာဌာနဆိုပိုတော့တတ်ရှင်းမဲ့နေရကင်ဆာဌာနအညစ်ပါဆုံးပဲမြန်မာလိုလဲနားလေပြောတယ်ကင်ဆာလို့ပြောမှတ်မှာဆိုကင်ဆာဌာနအညစ်ပါဆုံးပဲညစ်ပါတလားမမင်းနဲ့အဲ့နေရာတွေကိုတန်ရှင်းလို့ရမယ်တန်ရှင်းလို့ဖို့ပါမစ်တင်အောင်လားမသိဘူးဒိတ်ပဲမရှိတဲ့ဟာလေလိုအပ်လို့တန်ရှင်းလို့တော့ပါမစ်တင်အောင်မယ်အဲ့ဒီပါမစ်ခါပတ်စံပေးရအောင်မယ်စရာကြခင်ဗျာစရာကြီးဘယ်လောက်ရုပ်ဆိုးသွားလဲဆိုတာဟဲ့စရာ
Edi Niali, Nipani lo Tashi Lochin Mareso, Siataka Yene Piedna Tata, Mimabima. Yene Piedna Tata, Mimabima. Siaro Pa Antoine Lama. God is a chore from a Joute Jadwara. Era ye shidely, yes, Angelina, poo and ladder. And ye do it on Piovi. Global little so. 80 years since I never Piobia Menosia. Tuabi walo. But since I do since I never. Eddie Lucia Passam below Yamless since I need Eddie, Flame Lashim not to same ones out to Passan Yahweh since Anna. To not daughter taught that Eddie ye by boo boone. The Chaka say image you to attack what ye cheated. Look at that the chow house. Tambo matata to pasan now like ne hare myai my I don't sing it. Sia David Lau take the Korean Sia de Lesia David Biobiame. Mata Baja Mamo Manaloda. Take the Sore Manaloda. That's what you know, Mohosiji, come out of Holly, at the scene and the Lumia or Lobe Camaro. Shout beyond in there. Show come no John Point Jolly. You don't must think be jolly. Jordan Laviera. Hasia Stiapoli Masia, Tina Villatine. Palo Lesoro, I'll be changing horror like Dana for the sheet. We jump your like Dana. Passa Machida to Lepera, Lem home. Passa may shout down at Dindani. I didn't know Passa Beta Machine, I didn't ask you, Passa may shout down it. Subulid in at the Nitaka like Dide. Huh? The Nitaka Subune Payajawaro a tin of a county Pisilama Pisilama, Subu a chain dying. Eddie Subu Lapian Dami. The Nitaka and a home mama Hodabia. And a baladilla. To ye chone, to da sare, to ya taught the hare, Jude. Piro to Jaro Bama to a pain linear on Tara. Era Macong. Those are Yogi Dure. Yogi Dure Siani a Lungwe by Yachina. Piadon and then the person she did do so in as she's own down my time. Kaimi. But I'm a sheet was horn now so much time so that's what they loader. VIP low like did it. CIA poema ba VIP mama shiu. Udu la time dave. Bama VIP machiu. The Choa Janon and neck came in there. Cho Lucy. That down Janon Nigo, John Chida, Gojo Goroso. Bama, you hold now so much time at the Hediera. Hold now so much time, Era John Jadera. Lala did it. See a dear Hobble Laman, no, sir. Kongalo no Chanabiva, Machan Hana Mulo. See a devil, yes, Swama Bay. Bama VIP Mashu Alo VIP Piake Shema. Amen. Now to Kuba Job Yome. Yoji Dure. Almiame. Almina Kadama Yama be Mashi say or did it Piasamangado. Come on. Kinsa Tanao. Kinsa Tanao, Tashinonia Pian Loman. Tainanga Pian Labino Masipia Kuame Yama Bima.
international ကျောင်းတွေဖြစ်လာမယ်မြန်မာပြည်မှာအမေရိကလူတွေပြန်လာတော့မြန်မာပြည်မှာတက်ကိုတက်ရမယ်ယေရှုနာမနဲ့ချိန်ညာတယ်အဲ့အတွက်ဒီနေ့ဆရာပြောမယ်ဘုရားသခင်တင်းအောင်မြင်ခြင်းပေးလိုက်မယ်ပြောအောင်မြင်ခြင်းပေးလိုက်မယ်ဘသူအတွက်လဲလိုအပ်နေတဲ့သူတွေကိုပြန်လဲမဆာဖို့တင်းအောင်မြင်ရမယ်အာမင်အာမင်ရှန်ထွက်ရမယ်တာ၍အောင်မြင်ရမယ်တခုပဲစိတ်နေစိတ်ထားအောင်မြင်ရှင်းစွာပါလဲကြိုးစားလို့လားမဟုတ်ဘူးစိတ်နေစိတ်ထားပြောပါလဲဘယ်လိုစိတ်နေစိတ်ထားလဲပြောဘယ်လိုစိတ်နေစိတ်ထားလဲကိုကောင်းစားသလိုသူများကိုကောင်းစားစေခြင်းတဲ့စိတ်နေစိတ်ထားရှိရမယ်အာမင်အဲ့ဒါကောင်းစားတဲ့သူရဲ့အောင်မြင်တဲ့သူရဲ့နှလုံးသားပဲကိုကောင်းစားလို့သူများကိုကောင်းစားစေရမယ်အေးနောက်ချက်မှတ်တာဘယ်လိုလူအောင်မြင်တာလဲတဲ့လောကမှာသူများကိုအောင်မြင်အောင်လုပ်ပေးတဲ့သူကအောင်မြင်သွားတာအောင်မြင်တော့သူစားဘာလို့လဲသူများကိုအောင်မြင်အောင်လုပ်ပေးတဲ့သူကအောင်မြင်တော့သူဖြစ်သွားတာအကြောင်းဒီနေ့ကျွန်တော်ပြောမယ်အောင်မြင်တော့သူစားဘာလို့လဲတင်းအားဖြင့်သူများတွေအောင်မြင်ခြင်းရမယ်တင်းအားဖြင့်သူများတွေကျွယ်ဝခြင်းရမယ်သူများတွေတင်းအားဖြင့်လွတ်မြောက်ခြင်းတွေရမယ်တင်းအားဖြင့်လူတွေဟာမျက်ရည်ကျနေတဲ့ဘဝနဲ့ဝမ်းမြောက်တဲ့မျက်ရည်တွေပြန်ဖြစ်လာရမယ်အဲ့ဒါအောင်မြင်တော့သူပဲဒါကြောင့်ဒီနေ့ကစပြီးတော့တင်းနှလုံးသား ready ဖြစ်ရင်ကျွန်တော်ဆုတောင်းပေးမယ်အမေစုကသူ့ဘာသာထောင်ထဲမှာပဲနေဆရာပြောပြမယ် तू ကအောင်မြင်တဲ့သူအောင်မြင်တဲ့သူသူ့အတွက်သူမြန်မာပြည်မှာလာဒုက္ခခံနာမဟုတ်ဘူးဒီမြန်မာပြည်သားတွေရဲ့ချုံနှောင်ခံရခြင်းဘဝနဲ့လွတ်မြောက်ဖို့ तू ကအချုပ်ခံပလိုက်တာဒါကြောင့်ဒီနေရာနဲ့အမေစုကိုလေးစားပါတယ်အရန်ချစ်ပါတယ်ဂုဏ်ယူပါတယ်လို့ပြောပြစေအမေစုမွေးနေ့ဟာလာ80 80 sorry 80ဘယ်နဲ့90နဲ့ပါလားဘယ်လောက်လဲကျိသေးလားအနှစ်80ကနေစပြီးတော့မှနှစ်ပေါင်းများစွာကျမ်းမာလျက်နိုင်ငံတော်ကြီးကိုမင်္ဂလာဖြစ်စေတဲ့အောင်မြင်စေတဲ့မိခင်ကြီးဖြစ်ပါစေလို့ဒီနေ့နဲ့အမေစုကိုဆုတောင်းကောင်းကြီးပေးလိုက်ပါတယ်အားလုံးခဏမတ်တထားရအောင်ဒီနေ့တော့နိုင်ငံရေးတွေပါလေဖြစ်ကုန်လားမသိတော့ဒါပေမဲ့ကျွန်တော်ရမ်းချစ်လို့ပြောတာဖြစ်တယ်တင်းအောင်မြင်တော်သူဖြစ်တယ်ဆရာရဲ့အောင်မြင်တော်သူကျွန်တော်နဲ့အမြဲတမ်းတူရှိတယ်အောင်မြင်မယ်တင်းအားဖြင့်တင့်ပတ်ဝန်းကျင်တင့်နိုင်ငံကောင်းကြီးဖြစ်ပါစေတင့်လူမျိုးကောင်းကြီးဖြစ်ပါစေအာမင်အဲ့ဒီအတွက်ဆိုရဲတောင်းကြစမ်းပါဖခင်ပေးကိုပေးပါတယ်လို့တရားရာဂိုင်နှုံးအာမခံပြစေဒီချင်းလေးနဲ့
မိမိတက်တော်ပြင်ဆင်ပါပြီးရင်ဆရာဆူတောင်းပေးပါမယ်ဒီနေ့ဆက်ပြီးပြင်ဆင်ရအောင်တင့်အပြင်လူမျိုးတွေကကောင်းကြီးခံစားပါစေအာမင်ကျွန်တော်ဖြစ်ချင်လုံးစုံဟာ Oh တခင်ယေရှုကြောင့်မဟုတ်လားအစင်အမြဲတမ်းကျွန်တော်ပေါ်မှာထာဝရကောင်းမြတ်တော်နဲ့ပါကဲရထမနေဘေးမှာလို့ပွေချီခဲ့မုန်တိုင်းတွေထမလေအာချီတဲ့လက်တော်နဲ့ကျွန်တော်ချေကိုရောပဲသာဝစဉ်တူမြဲရှိနေတယ်ဘာကြောင့်ခက်ခဲတွေကိုဒူးထောက်ရမလဲအောင်မြင်သောရှင်သူရှိတယ်ကျွန်တော်ချေကိုရောပဲသာဝစဉ်တူမြဲရှိနေတယ်ဘာကြောင့်ချက်တဲ့တွေကိုညီးတွားအောင်မလဲအောင်မြင်သောရှင်ကျွန်တော်နဲ့မြဲတဲ့သူရှိတယ်ကျွန်တော်ဖြစ်ချင်လုံးစုံဟာ Oh တခင်ယေရှုကြောင့်မဟုတ်လားအစင်အမြဲတမ်းကျွန်တော်ပေါ်မှာထာဝရမြတ်တော်နဲ့ပါခက်ခဲရတဲ့မှာမိမလို့ပွေချီခဲ့မုန်တိုင်းရတဲ့မှာလေအာချီတဲ့လက်တော်နဲ့ကျွန်တော်ချေကိုရောပဲရမလဲအောင်မြင်သောရှင်သူရှိတယ်ကျွန်တော်ချေကိုရောပဲသာဝစဉ်တူမြဲရှိနေတယ်ဘာကြောင့်ချက်တဲ့တွေကိုပြီးသွားအောင်လဲအောင်မြင်သောရှင်ကျွန်တော်နဲ့တဲ့သူရှိကျွန်တော်ချေကိုရောပဲသာဝစဉ်တူမြဲရှိနေတယ်ဘာကြောင့်ခက်ခဲတွေကိုဒူးချောက်ရမလဲအောင်မြင်သောရှင်သူရှိတယ်ကျွန်တော်ချေ
ရှင်သူရှိတယ်ကျွန်တော်ချစ်ကိုတော်ပဲသာဝစဉ်သူမြဲရှိနေတယ်ဘာကြောင့်ချက်တဲ့တွေကိုညီးတွားအောင်လဲတော်စိတ်လုံးနဲ့မြဲတယ်ကျွန်တော်ချစ်ကိုတော်ပဲသာဝစဉ်သူမြဲရှိနေတယ်ဘာကြောင့်ခက်ခဲတွေကိုသူထောက်ရမလဲအောင်မြင်သောရှင်သူရှိတယ်ကျွန်တော်ချစ်ကိုတော်ပဲသာဝစဉ်သူမြဲရှိနေတယ်ဘာကြောင့်ချက်တဲ့တွေကိုညီးတွားအောင်လဲမောင်မတွေအားလုံးတင်းတို့ဖျားခင်အရာချစ်တယ်ဒီနေ့ဒီမှာရှိတဲ့ရောက်ရှိတဲ့တင်းတို့အထူးအောင်မြင်သောသူတွေဖြစ်ရမယ်တင်းမိသားစုထဲမှာထူးခြားသောသူဖြစ်ရမယ်ထူးဆန်းသောသူဖြစ်ရမယ်မြောက်များစွာသောသူတွေအတွက်မင်္ဂလာဖြစ်စေသောသူတွေဖြစ်ရမယ်တစ်ပင်တစ်ပင်ကောင်းရင်ငတ်တောင်းနားနိုင်တယ်တင်းတို့ဟာကြီးမားသောတစ်ပင်ကြီးတွေပြန်ဖြစ်ပြီးလူပေါင်းမြောက်များစွာပြန်လဲကောင်းကြီးဖြစ်စေတဲ့သူဖြစ်ရမယ်။ပါပြယေနေကိုရောသားမီးရောက်တဲ့ယေရှုနာမနဲ့ကောင်းကြီးပေးတယ်။ဒီနေ့ကစလေကိုရောသားသမီးတွေပေါ်မှာငွေကြီးနဲ့ဆိုင်တဲ့ကောင်းကြီးလုပ်ငန်းနဲ့ဆိုင်တဲ့ကောင်းကြီးနာမည်ကောင်းခြင်းကောင်းကြီးပြုလို့တဲ့မှာအကြံစီထမြောက်တဲ့ကောင်းကြီးကျမ်းမာခြင်းကောင်းကြီးအသက်ပြည့်နေရခြင်းကောင်းကြီးအမှုပြုလေသမျှမှာအထမြောက်သောကောင်းကြီးမင်္ဂလာတို့သည်ယနေ့ဒီမှာရှိတဲ့ရောက်စတဲ့မှာတက်ရောက်ပါစေတော်လို့ဆုတောင်းကောင်းကြီးပေးသည့်အခါမှာအဖခမည်းတော်ဤမေတ္တာတော်ကယ်တင်ပိုင်ရှင်ခရစ်တော်ဖျား၏ယေရှုတော်နှင့်သရှင်တော်ဝိညာဉ်တော်ဖျား၏လမ်းပြပဲ့ပြင်ပို့ဆောင်ကောင်းကြီးပေးခြင်းမင်္ဂလာဆုကျေးဇူးဖျားဖျားတော်သည်ယနေ့ဆက်ကလည်းရှိသောတာသမီရှိဆုံးမှစလည်းငယ်ဆုံးနိုင်ပေါ်သောယခုမှစ၍ကာလအစဉ်အမြဲတက်ရောက်တည်ရှိတည်မြဲတည်နေပါစေသောအာမင်အာမင်အာမင်ဆရာမယေမင်းသိန်းဆူတောင်းပြီးတော့မှအစားတောက်တဲ့ဆူတောင်းပေးပါပြီးတဲ့ခါမှာစားကြရအောင်ဆရာမယေမင်းသိန်းကိုမိုက်ခရိုဖုန်းလေးပေးလိုက်ပါပြီးတဲ့ခါမှာစားတော့ဒီမှာလဲဒီမှာစားလို့ရလား